လောကီဘက်ကပေါ့နော်ကိုလိုချင်တာတွေအကုန်လုံးကိုရတဲ့နီးပေးမလို့မလိုချင်ဘူးလားလိုချင်တာပေါ့နော်ချဲနေမှစိတ်ချတယ်သူကချဲနေမှကမှရမ်းပြောတာဟုတ်ချင်မဟုတ်ပါတော့နော်ဒါစိတ်ချတဲ့နီးနော်အဲ့တော့ကဲဘုန်းကြီးပြောမယ်ကဲငွေတွေအများကြီးလိုချင်တယ်နော်ဘယ်လိုလုပ်ကြမလဲကဲဒီစိတ်နီးလိုက်ရှာကြမယ်ငွေအများကြီးလိုချင်တဲ့နီးလန်းရှိကိုရှိတယ်စိတ်ကငွေတောင်းတရင်မကြခင်အဲ့ငွေအစဉ်ပြေရမယ်ဘယ်လိုလုပ်ကြမလဲကဲပြောဒီရှိတယ်နော်နောက်ရွှေတောင်းတတယ်မကြခင်အဲ့ရွှေရမယ်ဒီပညာတော့ရှိရမယ်တက်စင်ရမှာလားဆက်ဆံနော်သူလောကမှာအဲ့ဒါပဲလှုပ်ရှုပ်နေကြတာလေဒွေနာရအောင်ဆိုရင်မက္ခတာထဲမှာနိမျိုးစုံပါတာပဲလေပဋ္ဌာန်းစရိတဲရတယ်ဆိုပဋ္ဌာန်းစရိတဲလို့တဲပေါ့နော်မျိုးစုံလုပ်ကြတာပဲနော်တကြီးလေးပါဆွမ်းတော်ကတ်ရင်လည်းပဲရတယ်ဆိုတကြီးလေးပါဆွမ်းတော်ကတ်ကြတာပဲကတ်ပြီးကြကြီးမှလည်းရတာမသေးရဘူးလေတခုတော့ချော်လို့ပေါ့မချော်ရင်တော့ဝင်မှာပဲရမှာပဲပေါ့တခုချော်လို့မရတာဟုတ်ပါလားတကြီးလေးပါဆွမ်းနေတင်တာကြားဦးတယ်မလားဘုရားဖတ်ပြီးအံ့ဩတယ်ဒီပညာဘယ်ထွက်လာပါလိမ့်မလဲဖះလက်ထက်ကတည်းကမပါဘူးဘလို့ထွက်လာပါလိမ့်မလို့နော်ထွင်ရတာပေါ့အဲ့တော့အဲ့ဆွမ်းနေတဲ့ပုဂ္ဂိုလ်လည်းချိုးလဲမအောင်ဆိုတော့အောင်ရမျိုးစုံပဲနေတာပဲအဲ့ဒါတိမ့်မတည်ဘူးပေါ့နော်ရဏပြန်အင်းထွန်းတယ်အင်းဝဇ္ဇနိယဗုဒ္ဓဆိုတဲ့ဘုရားဟောတဲ့ဂါထာကိုအင်းချတာပြီးတော့အောက်ကတည်းကအင်းဒီခံနေတာပေါ့အစာကျူးကြတယ်အမျိုးပေါ့အင်းဒီခံဖုန်းလို့နေရတာဖိုးရင်မြတ်လုတ်ခဲ့တာကိုကိုယ်ကကိုယ်တိုင်လုတ်ခဲ့ဘူးတာတွေကိုမှရဏအင်းနဲ့ဖုန်းလို့ထွန်းမှုတာပဲထွန်းပြီးတော့အယောင်ပြရင်လူတွေထင်းကြီးတယ်နော်ဒါမလုပ်ပါအဲ့ဒါလည်းမဟုတ်မှမဟုတ်ဘူးနော်အဲ့အင်းထွန်းလို့လည်းချမ်းသာမယ်ထင်လို့လားမဟုတ်ဘူးဟုတ်ပါလားရမှတ်ပါကျင်းနေလမ်းတော့ရှိလို့ရှိရမယ်ကဲဘယ်လမ်းဖြစ်မယ်ထင်လို့ရှားအောင်နော်ရမှတ်နော်ဒါဘုန်းကြီးဒီစကားပန်းပြောလို့ဆိုတော့ဘုန်းတို့ဒီဟမ်းမှာယောဂီတယောက်တရားကျင့်တဲ့ယောဂီတယောက်ကသူစီဝါရေးလုပ်တာလဲသွားတာသူတကားလုပ်တာဟိုတော့သူ့လကစစ်တပ်ထဲမှာ400ပဲရတယ်ဒီမှာတကားကားလုံကလုပ်တာ9000ပြည့်တယ်သွားတာအဲ့တော့တလောက်900ဆက်ရတယ်900ဆက်ရတာအဲ့900ဆက်ဆိုသူ့လက400ပဲရတယ်တက်ဖယ်ကြည့်တော့မှာအဲ့တော့သူကပူတာပေါ့နော်ဘုရားဘေရင်မေးတာမကြိုက်ဘူးဒီတရားပဲဟောနေတဲ့အချိန်ဆိုတော့အဲ့ဒီနေ့သူကပြန်လာတော့ကြောင်းမှာခဏဝင်တယ်ဖုန်းနဲ့တွေ့တော့ဘယ်ကပြန်လဲဆိုတော့မလိန်ရဲဘူးဘေရင်ဆရာကြီးကပြန်လာတာတဲ့ဆိုတော့မျက်နှာပြတ်တော့ဟုတ်ဗျာတဲ့တပြီးတော့ပူလုံးလို့ပါတဲ့ဘာဖြစ်လို့လဲပြောကြစမ်းပါလို့ဆိုခုနကရှင်းပြတယ်အတူကတလား900ပြင်မှာတပြီးတော့400ရတာတက်ဖယ်ခြင်းမလဲဗျာတဲ့ပူလို့ပါတဲ့အတူယူတဲ့သူကလည်းခက်ကြမ်းကြမ်းသမားနဲ့တွေ့နေတာမပြီးနိုင်ဒုက္ခဆိုတော့သူမှအရန်ချွေတာအရန်စီစဉ်ရင်ကြောင့်ကဲနေဦးလို့ဘယ်မင်းနဲ့လို့အဲ့တော့ဘုန်းတို့ဘုရားပေးတဲ့ဤပညာရှိနေမယ်လို့ဒါဒီပြတ်တဲ့ဖြည့်ရှင်းတဲ့နေရှိနေမယ်လို့ဘုန်းရှာကြည့်အောင်မယ်အဲ့တော့ဒါတော့မကျွမ်းကျင်သေးဘူးပေါ့နော်ရှာရတာပေါ့နော်ရှာပြီးတော့စမ်းခိုင်းတာပေါ့ခိုင်းတာချိုးတက်လာတာနောက်တော့မင်းတို့ဒါနာကန်းနဲ့သွားစမ်းကြည့်ရတာနော်ကဲဆွညိတ်ဘူးလို့မရှိတဲ့ကြာဆွညိတ်ဘူးခိုင်းရတာဘုရားပြတဲ့စာမှာပါတာကိုယ်တရားဓမ္မတို့စီးမြောက်ခြင်းတဲ့ဒီလားဖြစ်တရားမှတ်ပြီးလို့ဆိုစားပြီးမိတာပွားပြီးတံပြန်များတယ်ပေါ့ဒါလေးသိထားတော့ကဲစမ်းကြည့်အောင်ဆိုပြီးတော့စမ်းကြည့်ခင်သူကတော့သူ့တော့ဘုရားကုံတော့ပွားခိုင်းတယ်ပေါ့နော်အဲ့လိုနေနေဒါနာကန်းကိုအရင်စားရတာအဲ့တော့ဆွညိတ်ပို့တော့ဘယ်လောက်ဆိုလဲဆိုရင်ငစိန်တန်ကလက်ပြဟို10ပြားခက်ကောင်းကိုအဲ့ဒါမစားဘူးထုတ်တာကိုရောင်းတယ်ဒီတဲ့ညနေဆန်ကိုဝယ်ရတယ်ငွေစုတာအဲ့ဟင်းမချက်နိုင်ဘူးကြက်တုံညီလေးတွေကိုကွင်းပြီးတော့ပဲငန့်တယ်နဲ့လိမ့်ထိုးပြီးတော့စီဦးတိုက်ထားတာအဲ့မျိုးကြက်တုံကွင်းလေး3ကွင်းလားပဲပါတယ်ဆွညင်ပို့တာငစိန်တန်နဲ့နန်းနဲ့ငစိန်တန်နဲ့ဆွညင်တစ်ချင်းပို့တယ်ဘုန်းကြီးကဒါလည်းပဲကိစ္စမရှိဘူးအဲ့တိုင်းကွာတိုင်းပြီးအေးစိစားတာပေါ့နော်နေ့ရက်သူအဲ့လိုပို့တာဒီဖုန်းစားတော့ရောက်လာတာကြည့်ပြီးတော့မြေကြီးကြပြီးပြန်သွားအောင်ဘာလဲမသိအောင်ဆံမပြောဘာမပြောဘူးဘာလို့မလဲတရားတရားကြည့်ချင်လို့နော်အဲ့ဒါမှရှိတဲ့အိမ်ကြီးသွားရောင်းလူကြီးသွားရောင်းပြီးတော့မှခါသူဟင်းကောင်းချက်တော့တာချက်ပြီးတော့ပို့တာတကယ်စမ်းမှန်းပြီးတော့တလောက်နန်းဆိုတာကိုမစားဘူးထင်တာပေါ့စမ်းမှန်းပြီးတော့ခါကောင်းတော့ချက်တော့တာချက်တော့ပေစားတာပေစားတရားမှတ်ပေးပေါ့မေတ္တာပို့ပေးနောက်တောက်လျှောက်သူကြိုးစားတာစေနာမှန်သွားပြီကိုဟုတ်ပါလားစေနာမှန်သွားတာကိုတကယ်ကိုမေတ္တာစေနာအမှန်နဲ့သူကပြီးတော့တာတကယ်ရင်ထဲမှာခံစားခြင်းနဲ့နော်အကောင်းစားပါစေသူမစားဘဲနဲ့ကိုချွေတားပြီးတော့အခါမှာစုပြီးတော့လူတော့တာအဲ့ဒီလိုပေါ့ခံထားပြီးတခါတံမြန်ပြန်ရတာပေါ့မကြပါသိမကြလိုက်ပါဘူး
လုပ်ငန်းတွေပြောင်းတော့တာဘုန်းကြီးတေချာအောင်စဉ်းစားပြီးတော့စိတ်တိုင်းပေါ့တိုင်းဖမ်းတာပေါ့နော်ဒီကုသိုလ်ရှင်ဆိုရင်ဒီမှာကြီးလို့6လလောက်ဆိုရင်တော့ပြေလောက်တယ်လို့ဒါပေမဲ့ဘုန်းမယုံနဲ့အောင်လို့သူပြောလိုက်တယ်မယုံနဲ့အောင်လို့နေ့စဉ်ကမှစာပြီးတယောက်ရှိတယ်ဟိုတုန်းကသူကမရှိတော့ဘူးတကယ်အကြမ်းမြင်ရတာသူကသမထအားကောင်းတာပြဿနာဆိုရင်သူဖြင်းရင်ပျောက်တာပြန်ပြေတာများတယ်သွားမေးကြီးလို့ဆိုတော့ဟိုကကလားစကားဗမာစကားမပြောတတ်ဘူးဘာသာပြန်နဲ့သွားရတာသူကလန်ကုတ်တီနဲ့နေတာသူနိဒာနာတို့အဆက်တွေပေါ့ဆိုနော်သမထတော့တကယ်ကောင်းတာသူမျိုးလုံးပြူကြီးနဲ့ဒီသမင်းရှုပ်ပွေလေးလို့လန်ကုတ်တီတွေကိုအုပ်ထားတာအဲ့လိုဖင်ပြောင်ကြီးနေတာပေါ့နော်လိုက်ရှိကလက်ဥချီတယ်သူကကျိုးသေးသေးပဲအဲသမားကြီးကောင်းတာသူ့ရဲ့အမိုးတွေတက်ချင်လဲသူကအောက်ဆင်းပေးတယ်အဲ့လိုသူ့အလှူခံမှုတတိယအိမ်ဆောက်ထားပြီးတော့လှူထားတာ哦တခိုးချင်းလို့တခိုးကတိတ်ပြီးမှလို့ရှိအောက်ဆင်းပေးတယ်ထိုင်းတယ်ဘာပြောဘူးသူကအဲ့တော့သူတမန်ပြက်မခံဘူးတော်ကောင်းတဲ့သူတော်ကောင်းကြီးပဲနော်တော်တာအဲ့သွားမေးတော့ဟိုလည်းပဲစဉ်းစားပြီးတော့တဲ့ကလေးသားပူနေတယ်လို့ပြောတယ်အပူလေးကကူးယူနေတယ်ပေါ့နော်မေတ္တာနဲ့ဖြန့်ပေးနေတယ်ပေါ့အဘရဲ့တဲ့ဘယ်တော့ပြေမလဲဆိုတော့တလသမုတ်6လလောက်ဆိုရင်ပြေလိမ့်မယ်လို့ပြောလိုက်တော့ပြန်ပြေးတယ်ဖို့တစ်ထက်တူနေတယ်တဲ့ဒါဆိုရင်ဒီစာလို့ရနှိုင်းဖမ်းတာလို့ကံနှိုင်းကိုသူဖမ်းတတ်တာချိန်ဆက်တတ်တာသူထွက်တဲ့ကံနှိုင်းကိုခံစားတတ်တာကိုမိသက်ကြီးလို့ဆိုတော့အဲ့မှာလမ်းစာရတာပြေးရတာလားနော်နောက်မကြဘူးသူတို့နိုင်ငံခြားဒီရွဲကြိုတွေနွားကြိုတွေကကော်လို့ဖို့ဆိုတော့ဒါကြစစ်တပ်ကိုပေးတာချစ်ရလားအညာမှာနွားကြိုတစ်ချောင်းမှာ10ပြားရှိတာဒီမှာချစ်လို့ရှိရင်ထောင်ကြီးရတယ်တပိတ်တာအများကြီးရတာတော့အဲ့မှဒီမှာချစ်တာသူကချစ်နေမှာအကျွေးတွေကြည်တော့တပိတ်ကြည်သွားတာအဲ့အာမသာကောင်းတာဒါဖြစ်စဉ်နော်ဖြစ်ခဲ့တာနောက်ပိုင်းတော့ပေါက်တော့ဆက်ဆက်ကြတာပေါ့သူနော်အဲ့တော့ဒါနနဲ့ပဲသွားတာဟုတ်အဲ့ဒါမှတစ်ချက်မှတ်ခဲ့တာနော်နောက်ဒီကနေ့တိုင်းဆိုင်နေတော့ဗမာတိတယ်ဆိုရင်ဒီလိုခေတ်ကခွေးကိုအန်ကျွေးတဲ့ရဟန်းတစ်ပါးကြောင့်ဖတ်ရတာတော့ဥထိတ်လိုက်ကျေးဇူးပေါ့နော်အဲ့မှာဘုန်းကြီးအမြင်ရှင်းခဲ့တာအဲ့တော့တကယ်စမ်းတတ်ကြည့်တော့အကုန်လမ်းမှန်ဖြစ်သွားတာအဲ့ဒါပြောပြမယ်နော်အဲ့ယဟန်ကရှေ့ပိုင်းတော့သူတို့ကလိုယဟန်ပဲတဲ့နောက်ပိုင်းမှာဘယ်လောက်ထိစွမ်းအားပြည့်သွားလဲဆိုရင်သူ့စိတ်ကဆုံးလို့ခြင်းတယ်လို့စိတ်ကညွတ်တာဒီနော်ကိုဖြစ်ချင်တဲ့အစားထိုးကြည့်ကြနော်ဒိဋ္ဌိဆုံးခံပြီဆိုရင်တလန်းလုံးဆုံးခံတဲ့တလန်းလုံးတစ်မျိုးလုံးကသူ့မျက်နှာပေါ်နေကြတာသူ့တည်းပဲစီမံပြီးတော့အရေးကြီးနေတာကျန်တဲ့စိတ်ကူတွေမပေါ်ဘူးသူ့ရဲ့ဘုံကြီးကလွှမ်းမိုးနေတာသူ့ကိုချစ်တဲ့စိတ်ကလွှမ်းမိုးပြီးတော့သူ့ပဲစီမံနေကြတာသူ့ကိုဆုံးလောင်းပြီးမှပဲအေးကြတော့တယ်ကိုစောင့်ရတာနောက်တခါတစ်ပင်ရှိတဲ့နေရာတောတဲ့သူမရှိဘူးဆုံးလို့ခြင်းနဲ့စိတ်ကညှို့ပြီးသွားလို့ရှိရင်လက်တွေမနေနိုင်ဘူးဒီမှာဖန်ဆင်းပြီးတော့လောင်းကြရတာသူတစ်ပါးလည်းရဲ့ဆိုတော့နောက်ကပါတန်ကအကုန်ရတာစားလို့မကုန်ဘူးသူ့အကြောင်းပြုပြီးနောက်ကပါတန်ကအကုန်ရတာကြီးပဲတဲ့တခါတည်းဆိုလည်းမပြောဘူးလက်တိုင်းရတာဒါကျိန်းနေနှမ်းပေါ့တော့လားစွမ်းတခုသူမရနေတာအဲ့စွမ်းဘယ်လိုဝင်တယ်လဲလို့ကြည့်တော့တရားမှန်တော့ဒါအရေးကြီးတယ်နော်ဒီနေ့မှာတဲ့ဆွမ်းစားပြီးတာကတပိတ်ဖေးနေတော့ခွေးကတားတယ်မိခင်ခွေးပင်ကြီးဆိုတော့ဘုရားမှန်းကြည့်တာတရင်ကျပောင်းကြီးဖြစ်လိမ့်မယ်နော်တော်လေးကျပောင်းဖြစ်လိမ့်မယ်အဲ့တော့လူတန်းလန်းနဲ့တားတယ်မိခင်ခွေးပင်ကြီးကသူ့ဘေးရောက်လာပြီးတော့သမင်းစီလေးတွေကြားတယ်တိုက်ကောက်စားတာပေါ့ကြည့်ပြီးတော့အဲ့မှာဆက်တာနော်မဖြတ်ဘူးတော့ပေါ့လားဒါနကံမှတ်တာဆက်တာတရားမှတ်နော်ဒါနကြည့်ဥပဒနာနဲ့တခြားစီနော်တရားမှတ်ဒါတော့မာစီဆိုရေးကျေးဇူးပဲနော်ဒါနကြည့်ဥပဒနာတင်ထားမယ်ဆိုစကားဟာတဲ့ဘုရားဟောမှာမတွေ့ပါဘူးတဲ့ဥပဒနာဖြတ်ထားတာယူဒါနဆက်ထားတာတခြားစီပဲတော့ပေါ့လားဥပဒနာတင်ထားမယ်ဆိုရင်ပြတ်နေမှာပေါ့တော့ပေါ့လားဒါနပြုစားမေတ္တာနဲ့ဆက်ထားတာတော့ပေါ့လားသူနည်းလည်းမမှားသေးတယ်တော့ကြွမှုကဲတာကွတ်နာလူကပုဂ္ဂိုလ်ကလည်းယုံနာမှာသူပြယုံနာမှာမမြဲပါဘူးလို့ပြီးတော့လုတ်ချိုက်တော့ဟုတ်တော့ဘူးအဲ့ဟောနီစောနီပြောနီကိုမှန်လားလို့မှဆိုဖေးရကျမ်းမှာကြည့်တော့မတွေ့ပါဘူးတဲ့အထက်တာလေးနေမလားအနေချင်းတော့တွေ့ပါတယ်တဲ့ဌာနပြုနည်းနဲ့ပတ်သက်တော့မမှားအောင်နော်ဆရာကြီးသင်ပေးခဲ့တာဝိသက္ခာကြောင်းမှာရောဖရားမေးတယ်တမီးတဲ့ဘယ်လိုလုပ်တယ်လဲလို့မေးတယ်တဲ့အဲ့တော့သူကြီးပြောပါတယ်တဲ့သူကဒီအေးတယ်ပဲပေါ့နော်ရမတ်တော်စီတီးတာပြောတာတဲ့ပြီးတော့မှရုပ်သစ္စာပြီးတော့မှပ
ပြောတဲ့ပြီးကြီးနေတဲ့ကြည်လင်တော့အေးချမ်းတော့မှဟော်မုန်းကောင်းသွားတာပေါ့ချမ်းသာတော့မှဟုတ်တိုင်းမှန်သာတမာတိဖြစ်တော့မြင်ပါတယ်ရှင်းရှင်းလေးရတော့အဲ့ဒီနည်းနဲ့တရားပွားပါလေဆိုတော့ရှင်းရှင်းလေးရရှင်းနေတော့ထားတာဘုရားတာရုခေါ်တယ်မှားရင်ဘုရားပြင်မှာပေါ့တမီးဖြစ်ဖြစ်ရှုပြီးဝိပဿနာတင်ပြီးလို့ဘုရားပြောမှာပေါ့နော်မမှားလို့ဘုရားတာရုခေါ်တာပေါ့ဟုတ်ပေါ့လားဒါနတကန်းတတ်သွားနော်ဝိပဿနာတော့မှရှုပေါ့မရောပြည့်နေနော်တရားမှတ်သိပင်စိုက်ခြင်းနဲ့ကမျိုးစေ့ကိုအစိတ်ခတ်ပြီးတော့တက်ပြီးတော့စိုက်တယ်အပြင်ပေါက်ပါမလားသူကမျိုးစေ့တက်ပြီးတော့အဲ့နဲ့ထဲထဲမှာမျိုးစေ့လေးထိုးဖောက်တက်ပြီးတော့မြေကြီးနဲ့စိုက်ရင်ဘယ်ပေါက်မလဲတော့ပေါက်လားတရားမှတ်မျက်စိမလည်နဲ့နော်တော့ပေါက်ရလားမျိုးစိုက်ဆရာတော်ဖိတ်တွေကတရားမျိုးစိုက်ပြီးဟောခဲ့တယ်နော်အဲ့တော့ဒါနပြုရင်ပျော်ရမှာဒါရောဆရာကြီးကလည်းရှင်းရှင်းလေးဟောတာပြီးတော့ဒါနပြုရင်ပျော်တာအဓိကပါပဲဒါပဲပြောတယ်ပျော်ဖို့အဓိကပဲဟောတာပဲကျမ်းရပြောတာပြီးမှဝိပဿနာတော့ကလိုက်ရတာဝိပဿနာခြံရံတာပြောတာဘုရားဗျာဝိပဿနာခြံရံလို့ပြောတာဝိပဿနာတဲ့ရှုလို့ပြောရလားရှုထားမှဆိုသူတို့ပဲရမလဲဟုတ်မလားခြံရံဆိုတာနောက်ကခြံတာဟုတ်မလားရှေ့ကခြံရံမယ်ဟုတ်တယ်နော်အဲ့တော့သူလို့ရှိရင်ပြောပြီးအေးတာဟုတ်နဲ့ဟော်မုန်းတွေပြောပြီးတော့ကြည်လင်သွားတာကြည်လင်တော့မှတမာတိဖြစ်တော့မှဟုတ်တိုင်းမှန်တာမြင်တော့မှအဲ့တမာတိနဲ့ဥပဒနာပြန်ပွားတာဒါပေါ့ကြလားရှင်းတော့ထားတာလည်းမလွဲစီနဲ့နော်ကဲဆက်အောင်အဲ့တူထူတာမှာခုနခွေးလေးကြီးပြီးတော့ဆက်တာဆက်တော့ဟာဆက်ကနှစ်ထက်နော်ကိုယ့်ဘက်သူကနှစ်ထက်ရှိတာဆက်တဲ့အခါမှာကိုယ့်ဘက်ကမကြည့်ဘူးသူ့ဘက်ကကြည့်တာတဲ့ဒီနည်းအားဖြင့်ကိုယ့်ဘက်ကကြည့်တာအယူခေါ်တယ်သူ့ဘက်ကကြည့်တာအပေးခေါ်တယ်ဟုတ်လိမ့်ပြီလားကိုလိုချင်တာရအောင်တွေးတာကအယူသူလိုချင်တာကိုတွေးတာကအပေးဟုတ်ပါလားအယူပေးလေးနှစ်ခုပဲမျက်စိနဲ့နေကြတာတယ်ပြမလို့ကိုလိုချင်တာတွေးတာကအယူသူလိုချင်တာတွေးတာကအပေးနဲ့တွားတာတော့ခွေးလေးဘက်ကကြည့်ကြည့်တော့ခွေးရဲ့ပေါ့စိတ်ဝင်စားလိုက်တော့တညာလုံးလူဆွဲတာသူပုံပေါ်လာတယ်ရင်ပူနေတာပုံပေါ်လာတယ်မနဲ့စားတာပုံပေါ်လာတော့မှအိုးမခံစားနိုင်အောင်ဖြစ်လာတာအပေးနဲ့တွားတာနော်အဲ့တော့ဘယ်လိုပေးရမလဲလို့မိခင်မြတ်တာပေါ်လာတာအဲ့တော့အပြင်မှာစိတ်နဲ့ရှာတယ်အပြင်မှာမရှိတော့ဗိုက်ထဲရဆွန်းနေတပိတ်တော့ကျတော့စားတာပုံပေါ်တော့အန်ကျွေးရင်တအားပြောမှာအပိတ်တက်ပဲနော်အယူမပါဘူးနော်အဲ့မှရင်ဆုံးဖြတ်ချက်ချလိုက်တာနဲ့ဥပါဒံကံပေါ့ဒီဘက်ကူလာတာတော်သူကစဉ်းစားနော်လောဘတတ်တာနော်ဒါမှမဟုတ်တဏှာပါတယ်ဆိုတော့ပါပဲပါတယ်ဟုတ်ပေါ့လားတဏှာကုနဲ့လမ်းကိုသွားတာနိဗ္ဗာန်နဲ့သွားတာနော်ဒါနနိဗ္ဗာန်လမ်းနော်တရားမှတ်တဏှာကုနဲ့လမ်းကိုသွားနေတာတဏှာပါတယ်ပေါအောင်လုပ်တဲ့လမ်းဖြစ်နေတာတဏှာရှိတော့ရှိတယ်ပါလေးပဲပါတော့တာဆိုတရားတရားလို့ညီပြောင်းထားတာနော်အဲ့မှာအန်ကျွေးတော့တာပဲခွက်တကူရှာအန်တာပဲတခါအန်လိုက်တယ်ကဲသူ့အတွက်လားခွေးအတွက်လားခွေးအတွက်ခွေးလေးစားတာပြောတယ်ဗျာအပေးနဲ့ပြောတာဒီမုံတော့အပေးနဲ့ပြောတာနော်ဒါခွေးလေးကမောကတော့မော့ကြည့်တော့တခါထက်အန်ပြန်တယ်စားတာဟဲ့ထိုးစားလေးသူပြောလေးပဲနှစ်ကြိမ်နော်ခွေးကမောကမော့ကြည့်တော့ထက်အန်တော့သုံးကြိမ်ဆိုဗိုက်ထဲကုန်ခွေးလည်းဝသွားခွေးလေးဝတော့ကြည့်ပြီးတော့တအားပြောချင်ခဲ့တာအေးတာဟိုအဲ့ပြီလားအဲ့တော့အယူလားအပေးလားအပေးတက်ကဲအခွေးလေးကိုပြန်သုံးချောက်ပါရလားပါဘူးအင်းတော့ခွေးလေးကသူ့ကိုကာဝဲတဲ့ခွေးဟုတ်ရလားမဆိုင်ဘူးဒါပြင်ဘာအကြောင်းမှခွေးလေးကိုသုံးချတာမပါဘူးအယူတစ်ချက်မှမပါဘူးအပေးတက်ကလေးသွားတာအဲ့ပြီလားခွေးစီကတကြောပြန်လာမဲ့အကျိုးတရားမှန်းလားအမှန်ဘူးဒါပြင်စေနာအစအလဲအဆုံး၃ချက်ပေါ့စဆုံးဖြတ်တာကအစစေနာခွေးလေးကလို့ပျော်သွားတာကဖြစ်နေတဲ့ပုံစံကနောက်ဆုံးစေနာဟုတ်ပါလားအစအဆုံးအလဲချအောင်နော်မပို့ရှင်းပါနော်နော်ဒီဘက်ကအစင်တိုင်းသွားအောင်နော်မျက်စိပြီးတော့ဗါရမလဲနာနှာခေါင်းလျှာကိုယ်စိတ်၆ပါးလားနော်ဒီငါးတော့တိုက်ပြီးရင်ကာလမချမနှောမှာပေါ်တာပဲမလားအဲ့ခွေးကိုကြည့်တော့ပေါ်လာတာမဖြတ်ဖဲနဲ့သူကဆက်မှာနော်ဆက်ရင်တော့အထေတနဲ့ဒိဋ္ဌိသူကတနဲ့မာနတဏပါတာပဲနော်သို့တော့အလှည့်ရတော့အပိနဲ့သွားတာဟုတ်ပေါ့လားကိုယ့်တမှုသူ့အတွက်အပိနဲ့သွားတာဟုတ်သူလိုချင်တာကိုတွေးတာနော်ကိုလိုချင်တာတွေးတာမဟုတ်ဘူးအဲ့တော့အပိနဲ့သွားတော့ဇလန်းဆက်သွားတော့ရွှေရှင်ပြတယ်လို့ပဲဆက်တာပဲဒီလုံးတို့ကမှဆက်တာနော်ဖွေရခံစားခြင်းဖြစ်စေခြင်းတဲ့ပုံစံဖြစ်ခံစားတဲ့ပုံစံကခွေးလေးဝါပြီးပြောတာကိုမှန်းလိုက်တာအဲ့ဒီပုံစံရအောင်ကောင်းတဲ့ဖော်မယ်လို့ဆုံးဖြတ်တာဥပါဒံပဲမှန်တော့
ဟုတ်ပါလားဖြစ်နေပုံစံကတ်လိုက်တာဟုတ်တော့ကိုလိုချင်တာလားသူလိုချင်တာလားသူလိုချင်တာဟာကိုလိုချင်တာဖြစ်သွားတာပေါ့သူချမ်းသာသူလိုချင်တဲ့ပုံစံကိုကဖြစ်စေချင်တာလေးထည့်လိုက်တော့အပေးဖြစ်သွားတာအယုံမဟုတ်ဘူးအဲ့ပုံစံရအောင်ဆိုတောင်းတလိုက်တာဟုတ်ပါလားတောင်းတပြီးပြောမှနော်ပြောလာတဲ့သူနဲ့ထက်သူပြောရမှာပြန်ပြောမှလည်းနည်းခက်တဲ့စကားလေးရှုပ်တယ်နော်လူတွေဟာကိုဖြစ်နေတဲ့ပုံစံဖြစ်ရင်မပြောကြဘူးလားပြောတယ်ပြောတာကကိုယ့်အတွက်ကြီးပဲကိုလိုချင်တာကိုတွေးပြီးတော့ရရင်ပြောတာပဲများတယ်သူလိုချင်တဲ့ပုံစံကိုတောင်းတပြီးတော့သူ့ဘက်ကနေပြီးတော့ပေးပြောတာကနည်းတယ်စကားလေးရှုပ်တာပြန်ပြောမှနော်သူတွေကကိုလိုချင်တဲ့တောင်းတပုံစံဟာအချိုးတည့်သွားရင်မပြောကြဘူးလားတော်များများကကိုဖြစ်ချင်တာကိုတွေးပြီးတော့မှရလို့ပြောတာသူဖြစ်ချင်တာကိုတွေးပြီးတော့ဖြစ်ပါစေလို့တောင်းတပြီးတော့သူရလို့ပြောတာနည်းတယ်နေပြီအပေးနဲ့ပြောတာနည်းတယ်ယူနဲ့ပြောတာများတယ်ဟုတ်ပါလားဒါကြောင့်တစ်ချင်းနေတာရှင်းရှင်းလေးမရှိဘူးအဲ့ဒီနော်ချမ်းသာပုံနေတာအကြောင်းနေတာနေပြီလားအခုသူကအပေးနဲ့ပြောမှာနော်အဲ့တော့အစဆုံးဖြတ်တဲ့စတာကဒါအစစေနာတွန်းထွက်လာပြီနော်အပြီးတဲ့ခွေးလေးပျော်သွားတာမှပြောတာအဆုံးစေနာအလဲဆိုတာအဲ့ဂျားရကာလကိုပြောတာခောက်ချိုးအလဲသွားမယူနဲ့နော်ခောက်ချိုးအလဲစကားကအနိဒာရမဆရာတော်ဘုရားကြီးဥပနိစာမာသီမရှိတော့ဝင်တော့ပြောလိုက်တာအမှန်တမ်းမှတ်ကြတော့ပြုရှိပါတယ်နော်အလင်ကသူကခောက်ချိုးသွားယူခောက်ချိုးမြူနေတဲ့စဆုံးမြတ်ချတာနဲ့ပြီးဆုံးတဲ့ဂျာကာလကအလဲစေနာကြီးပြအမှန်တမ်းကျဲတာဟုတ်တယ်မလားတခါအံကျွေးနဲ့အလဲစေနာထဲမှာရှိတယ်ဒုတိယတတိယအံသမျှအလဲစေနာမှာရှိတယ်ဒါဆိုခွေးလေးဝသွားတဲ့အချိန်ကျမှအဆုံးစေနာရောက်သွားတာကြပြီနော်အလဲစေနာအားကြီးတယ်ဟုတ်ပါ့လားအဲ့တော့အစမှလည်းပဲတစ်ချက်မှအယူမပါဘူးအပေးသက်သက်မနာဖြောင်းနေစေတာအလဲမှလည်းပဲတစ်ချက်မှမတွန့်ဘူးကိုယ်လေးဝါယူအားဆိုင်ပြီးတော့အံကျွေးလို့တွန့်မသွားဘူးညကြဆာမစက်အတွေ့တော်မပေါ်ဘူးတစ်ချိန်လုံးသွားတာတစ်ချက်မှမကောက်ဘူးအလဲမှလည်းဖြောင်းတယ်အဆုံးမှလည်းပြုံဖြောင်းတာမနာတန်တဲ့ချိန်က3ချက်ဝင်သွားတာရပြီနော်အဲ့တတိယလုံးလုံးမှာမှတ်တမ်းဖြစ်သွားတော့တွေးမှကိန်းပြီအချိန်ပြင်းဝင်သွားပြီတွေးရပြီအသာပြီးတော့ရှင်စီတောင်ကိန်းတော့တာပဲရပြီနော်ဒီတွေးတဲ့ပြန်လဲတော့တာပဲနော်ဒါတော့စိတ်ဆိုတာငါစိတ်မှမဟုတ်ပဲတွေးအတိတ်တဲ့အစားတိုင်းစိတ်ကအတိတ်တွေပေါ်တော့ဒီမှာတတ္တိယစွမ်းအားဝင်တဲ့အစားနဲ့ပတ်သက်လို့အပေးနဲ့ပြောတဲ့စွမ်းအားဝင်တဲ့တွေးဖြစ်နေတော့စိတ်မှာပါအစားနဲ့ပတ်သက်တဲ့အာဝင်လာတာတူတော်ကျိုးပြီတဲ့ညကြတော့စားပြီစားတော့စားလို့ဖြစ်မဲ့ဟာလားသူကစိတ်ကဆွဲဖွဲ့ပြီဖွဲ့တော့သူ့ကိုသူမဲ့ဆွမ်းအမတွေကသူ့မျက်နှာပေါ်လာတော့တာပဲသူတို့စိတ်စဉ်မှာသူ့မျက်နှာလွှမ်းမိုးလာပြီမအောင်နိုင်ကြဘူးချက်ချင်းပဲစီမံပြီးတော့ညာနဲ့လာပို့ကြတာတဘာတဲ့ပို့ရဲ့အာဟာရကတကြောင်လုံးစားလို့မကုန်တရားစာအကျိုးပေးတာပဲတတ္တိယဆွဲရပြန်ဖြစ်သွားတာဟုတ်ရမလားနိဒာလာပြီနော်ငွေလိုချင်ဘာလို့ဆိုတော့သဘောပေါက်လာမယ်နော်နိဒာပြီနော်အဲ့တတ္တိယခုနကပြောတောက်လျှောက်ရှိတော့တာပဲတဲ့နောက်ယဟန်တာသွားလဲအဲ့တတ္တိရှိတော့မယ်အသက်ကြီးသွားတဲ့နေ့မှာဒီယဟန်နေတဲ့အိန္ဒိယမှာရှိတဲ့ဘောဓိမဖူးဖို့လို့စီမံတော့ဒီမထေရပါမှာဖြစ်မယ်ဆိုသူ့ပြင်သွားကြတာဘက်ကတိုးလဲဖြတ်အမှာဟုတ်အိန္ဒိယဒီပါပဲပါလက်ပြပင်လေးကြားချတာနော်တော်ထဲမှာလူမမရှိတော့သူ့ကိုပြင်သွားတော့နတ်တရားလောင်းလို့အကုန်ပြည့်စုံကြတာနောက်ဘောဓိမဖူးပြီးတော့အပြန်ကြတော့တဲ့သူကဖြားတာနေမကောင်းဖြစ်တော့အဲ့ယဟန်နေစိုးရိမ်နေဒီမထေရတေလို့တော့ခက်ပြီအပြန်တော့ငတ်နေလိမ့်မယ်လို့စိုးရိမ်နေကြမေးကြတယ်ရှင်ဗျာတဲ့ယောဂတေမှာကြည့်နေတော့ရှင်မြတ်မပိုင်အပြန်လမ်းမှာငတ်နေပါလိမ့်မယ်ငတ်နေဖို့ရှိပါတယ်ဘလို့စီမံရင်ကောင်းပါမလဲလို့အကျဉ်းချုပ်တောင်းတာငတ်ရှင်တို့မပူကြနဲ့တဲ့ဆွမ်းမစဉ်ပေါ်စီတဲ့ဆွမ်းအတ္တိယငါဖျားငါရဲ့အသွေးသားချင်းတွေမှာကိန်းနေတာတဲ့တတ္တိဆွမ်းကိန်းနေတာတခြားမှမရှိဘူးတဲ့အဆောင်လည်းမဟုတ်ဘူးဂျုံနဲ့ခတ်လည်းမဟုတ်ဘူးဘာမှတက်ဆင်ထားတာမဟုတ်ဘူးတဲ့အသွေးသားမှာတတ္တိကိန်းနေတာချင်းတွေမှာကိန်းနေတာငါတည်ရင်မိတကြလိုက်တဲ့ဓာတ်တော်ကြလိမ့်မယ်တဲ့ဘာကြမှာတော့နော်အဲ့ဓာတ်တော်ကိုကောက်ပါတဲ့ရည်တဲ့ဒီဒီထိပ်ပြန်ညာတပိတ်ချီပြန်တယ်နော်မှားလိုက်တယ်မကြခင်မဲ့ခန္ဓာဝင်ကြသွားတော့တကြိုးတော့တကယ်ပဲဓာတ်တော်ရတယ်အမှဒီဒီသေးကြောပြီးတော့တပိတ်ရည်တဲ့ထက်တပိတ်ချီပြန်ညာတာ
ကဲအလုံးဖြေနေပါလေအပြန်လမ်းမှာလူကိုယ်တိုင်ပါလားဘာပါလားတော့အဲ့မှာဆွဲအားရှိတာပဲနဲ့တရားမြင်တော့လောင်းလုံးပဲတဲ့အလားတော့လည်းပြည့်စုံလုံးပဲတဲ့အဲ့မှာလည်းဘုရားအတွေးဆန်းအနာမှာတအားတော့ပေါက်ပါလားအဲ့ဒါပြောပြမယ်နော်သုံးသပ်အောင်နော်ဒီကနေ့သုံးသပ်လိုက်အဖြစ်ပေါ်ပါတယ်ဒါဘုရားကျုပ်တို့ပညာရလည်းအထောက်ပံ့ပေးတယ်နော်ဒီအတ္တနိယမဆိုတာရှိပါတယ်နော်အတ္တနိယမမှာကဘာတွေပြလဲဆိုရင်ပစ္စည်းဝတ္ထုတိုင်းမှာဆွဲအားရှိတာကိုပြတယ်ရွှေဆိုရင်ရွှေရဲ့မော်လီကျူးမှာအမေရိဆိုတာရှိတယ်အဲ့အမေရိဆွဲအားကြောင့်မို့လို့ရုပ်မုံလေးနဲ့ပတ်ပြင်းနေရတာတဲ့အဲ့တော့သူမြင်ရတယ်အတ္တလည်းပေါ်မဟုတ်နော်အဲ့တော့စัจ java နိယမတစ်ခုနဲ့ဘလို့ချိန်နော်နေလုံးကြီးရှိတယ်ဆိုပါတော့နေလုံးကြီးကလည်းပဲသူ့မှာအမေရိရှိတယ်ဆွဲအားရှိတယ်ဒါကြောင့်ဂျိုးတော်များများဟာနေလုံးကြီးရဲ့ဆွဲအားလွတ်အောင်မယုံနိုင်ဘူးကဘာလည်းပဲအဲ့ဆွဲအားကိုလွတ်အောင်မယုံနိုင်ဘူးဂျိုးတော်များများဟာအဲ့သူ့ဆွဲအားကြောင့်မင်းမြောင်သွားမယ်ဆိုတော့ပြန်ပြန်ပတ်နေရတာဒါအလုံးလက်ခံနေရပြီနော်တခါကဘာရဲ့ဆွဲအားကိုလာရလဲလွတ်အောင်မယုံနိုင်မင်းမြောင်မသွားဘဲနဲ့တခါပြန်ပတ်နေရပြန်တယ်လို့ပြန်ပတ်တာဟုတ်ကြလားနဲ့လေနော်အစစ်စစ်နဲ့နေလိုက်တဲ့အခါမှာလူမှလည်းဆွဲအားရှိတယ်ပစ္စည်းတိုင်းဆွဲအားရှိတယ်ဟုတ်ပါလားဒါကြောက်မှသိရမယ်ရွှေဆိုလို့ရှိရင်ရွှေရဲ့အမယ်တွေဒီပလက်တစ်ခုမှာတက်ပြေးတဲ့အမုံလေးတွေဒါအီလက်ထရွန်ပရိုတွန်ခေါ်တယ်ပရိုတွန်အီလက်ထရွန်လို့ခေါ်ပါတယ်ဒီအမုံလေးအရေအတွက်ကိုကြည့်တော့20ကျော်ပေါ့ဒါတက်ပြေးနေတာတဲ့သူကဒါအကြောင်းမှသိရတာနော်တကယ်လည်းရှိနေလို့တက်တွေ့ဆန်းဆန်းမတို့ပြောခဲ့တာနော်ဒါနည်းမှတရားပဲအဲ့တော့ဒီဟာဘုရားလူထားလိုက်မယ်အဲ့ပြန်လူတော်မှသူရဲ့နှလုံးသားထားလိုက်မယ်နော်အဲ့မှာမှီပြီးတော့မှစိတ်ကညစ်တာဆွဲတာဟုတ်ပါ့လားကဲစဉ်းစားအဲ့ဒီဖြတ်လိုက်တော့မယ်နော်အဲ့တော့ဒီမှာဖြတ်တိုင်းပြီးစိတ်ကိုဖြစ်တဲ့နေရာမှာသူကဆန်းကျင်တယ်မိတဲ့ရုပ်ပုံမှာမူတည်ပြီးတော့ဖြစ်တာဒီမှာပါမိတဲ့ရုပ်ကိုမိတာနော်ရုပ်ကတွေးပါပဲအဲ့တွေးရလေအတိတ်အစားထိုးပါအဲ့တော့အိညာမရကြီးဒီကအာယုန်တွေဆွဲကူဆွဲကြစားလိုက်လို့ရှိရင်တက်တီမကင်းဘူးလားအိနေတရက်ပြန်တယ်အဲ့တက်တီကခါပြန်ထောက်ပံ့စိတ်တွေကိုပြန်ထောက်ပံ့တာအဲ့ဒီပြီနော်အဲ့တော့သဘောတိတ်တွေကတော့တက်တီထည့်တာပေါ့စိတ်အစားစားလိုက်တာပဲဟုတ်ပါလားအဲ့တော့ဆရာတော်ဘုရားကြီးဆုံးမဘူးလေရောစရာနော်ကံရဲ့တက်တီသဘောတရားဆိုတာကြီးတဲ့ပြီးပြီးခွေဖမ်းထားတယ်လို့ပဲတဲ့အဲ့တော့ခွေးလေးကိုကြည့်ပြီးတော့သူကအပေးတက်တက်နဲ့အစားနဲ့ပတ်သက်လို့အန်အောင်ကျွေးတာဟုတ်ပါလားအဲ့မှတ်တမ်းကဝင်သွားတာဟုတ်အေးတာဟုတ်စင်တက်တီဝင်သွားတာနော်အဲ့တက်တီစွမ်းရှိလို့ဒီတွေးမှာကအစားနဲ့ပတ်သက်လို့အထူးပေါ့အဲ့ဒီဝင်နေပြီသူ့မဲ့စိတ်ကအစားနဲ့ပတ်သက်လို့ဆွဲရင်ရပြီညာနှုံးပြေဝင်သွားတာဟုတ်အစအလယ်ဆုံးသုံးကျန်နော်အစအလယ်ဆုံးသုံးရင်စဆုံးဖြတ်တယ်မှလည်းပဲအကောက်ကမပါဘူးအလယ်မှလည်းပဲငါပြင်မနဲ့စီရော့မသွားဘူးတစ်ချိန်လုံးတန်တာတော့မဟုတ်လားအဆုံးမှလည်းပျော်ခြင်းခဲ့တော့အစွမ်းကိုဝင်သွားတာအသွေးတိုက်ကြီးနဲ့ပြည့်သွားတာညာနှုံးပြေဝင်သွားတော့အဲ့တတိကြောင့်စိတ်မှလည်းစွမ်းဝင်သွားတော့အဲ့စိတ်ကအစနဲ့ပတ်သက်ဆွဲရပြီဟုတ်ပါဘူးလားတတိထိတ်ပြီးပြန်ဆွဲလာတဲ့ဘောနေပြီနော်အဘုန်းကြီးကဒါကိုတွေးလိုက်တာဟောဒါရပြီသိချသွားပြီအဲ့မှာဘုရားစမ်းကြည့်တော့တာနော်အပေးနဲ့ပြောတာနော်အဲ့တော့အစားနဲ့ပတ်သက်လို့နော်ပေးပြောရမှာနော်ပေးပြောရမှာပေးပြောတော့ပီတိလို့ခေါ်ပါတယ်အေးဒါကပီတိပါပဲတဲ့ရှင်းတတ်တာနော်ပီတိကိုဒါစိတ်ကပြတ်စားတယ်ခေါ်တယ်ဒီကိုစားတာအေးပြောတော့ပီတိကိုစားတာနော်အယူမပါဘူးအပေးနဲ့ပြောတာနော်အဲ့မှာကွက်လက်ကလေးထည့်တာသူကအစားကိုဒါအထူးပေးပြောတဲ့ပီတိကိုကျက်စားခဲ့တော့ပီတိကိုကျက်စားတယ်ပေါ့နော်ကျက်စားတယ်ခေါ်တယ်ကျက်စားပါကျက်စားမှုကိုကျက်စားတယ်နော်အဲ့တော့စိတ်မှာညှို့လို့ရှိရင်အစားပေါ်တယ်ဒါပေမဲ့အဲ့ကိုကအရှင်မြတ်ကအဝတ်ပေါ်ဘူးမွတ်ကြတော့လို့ဆိုလို့မရဘူးဟုတ်ပါလားနောက်တိဋ္ဌတံမဏိကြတော့ကျမ်းတစ်ခုကြည့်လိုက်တော့အဝတ်ပေါ်တယ်သင်္ကန်းပေါ်တယ်သူကရှိရတပါးလဲဆောင်းတော့ကတန်ခါ900အကုန်ရတာပဲသူကဆန်းကျင်တယ်အဝတ်ပေါ်ပြန်တယ်သူကြတော့အစားမပေါ်ပြန်ဘူးဘယ်မတူဘူးဗျာဟုတ်ပါလားဘာကြောင့်လဲဆိုတိဋ္ဌတံမဏိကြတော့သင်္ကန်းလှူတာသူကရ
ရှင်သိပ္ပူဆိုတာပြီးတဲ့ဘဝလည်းပဲတင်ကအကောင်းသားကြီးကိုတူခဲ့ဘူးတယ်ဒီဘဝမှာတခါပြန်ဖြစ်တော့လည်းပဲကလေးဘဝမှာသိမ့်တန်တဲ့ကမလာကြီးကိုကလေးလေးပေါ်လဲဆုပ်ပြီးတော့မိဘနဲ့ဒွေးတွေတိုက်ပြီးလှူခဲ့ဘူးလားအဲ့ဒီနဲ့တတ္တိကအားများတော့သူကိုရင်ဖြစ်တော့ခုနသားမှာနော်800ဆောင်တော့က900အကုန်ရပဲအားပေါ်လာဒါမြင်ဒါနဲ့ကိုကပါလာပြီနော်ဒါမြင်ဖြစ်ပေါ်ပါပြီဒီထဲမှာတတ္တိထည့်လာတာပဲဟုတ်တယ်မလားထိတ်ပြပြန်ဆွဲတာမစေနာကတော့ညာလို့မရဘူးနော်ဖြောင်းမှရမှာနော်မကောက်ရဘူးအပေးတက်ကလေးရှင်းရှင်းလေးသွားမှာပြန်အသုံးချမပါရဘူးဘာအကြောင်းနဲ့မှမပါရဘူးတကယ်တတ်နံလေးနဲ့တပတ်တည်းနဲ့အေးပြောတော့အတွက်သူလိုချင်တာလေးကိုစဉ်းစားပေးတာအပေးတက်ကိုလိုချင်တာစဉ်းစားမှာမဟုတ်နော်သူလိုချင်တာစဉ်းစားတာနော်အဲ့တော့ဖြည့်ဖို့လို့စဉ်းစားပြီးတော့ပေးပြီးရင်ထပ်သူပြောလိုက်တော့ပြောရင်အကုန်ပြန်ရမှာပဲဟုတ်မို့လားဆွဲရပြန်ဖြစ်တာပဲဟုတ်နေပြီနော်အဲ့တော့အဲ့ဒါသိကြပြီသူကဲအစားပေါ်ရင်တော့အစားကိုပေါ့နော်အစားကိုပေးပြောတော့ပီတိကိုကျက်စားရမယ်ဟုတ်နေပြီလားကျက်စားရင်အစားပေါ်တာပဲပြန်ဆွဲလို့ရတယ်ကိုယ်စေနာအတိုင်းတာကြည့်လို့နော်ကိုယ်စေနာကောက်ဆိုရင်ကောက်တော့ဆိုရင်အကောက်ပဲလာမှာနော်ထေချာမှတ်အဖြစ်များဆိုရင်လူရတတ်နာမှရှိတယ်အစားဆိုရင်ချုပ်တိတ်ပြီးတော့ကောင်းမှမစားရတာရှိတယ်လူတော့လူတယ်ဒါပေမဲ့ဘာလို့လဲဆိုတော့အကောင်းမလို့ဆိုကြတော့စဉ်းစားတချို့ပြောလိုက်ကြဘူးလားမလားဘုန်းကြီးဆုံးခံလာပြီဆိုရင်ဟဲ့နင်းဖေကစတိုင်းထားလိုက်ဘုန်းကြီးကပိတ်လို့ကြော်ရှိတယ်အဲ့လိုမျိုးတွေအများကြီးရှိတယ်နော်အဲ့ဒါဘယ်လိုအကောင်းစားရမှာလဲနော်အဲ့တော့သူလို့ရှိရင်ကိုအကြိုက်တဲ့ဟာမှကိုတကယ်နှစ်သက်တဲ့အရာကိုမှကောင်းမယ်ဆိုတာမှရွေးပြီးတော့တစ်ဖက်သားကြိုက်တာစဉ်းစားပြီးပေးလူရမှာလေအဲ့တော့မှတူတော်ကျိုးပေးမှာပေါ့ဟုတ်မို့လားဘုရားဟောပြီးသားကိုအမှန်နဲ့နှစ်သက်တဲ့အရာသူတို့နှစ်သက်တဲ့အရာမျိုးကိုအကြိုက်ဆုံးအရာကိုပေးလို့ပြောနိုင်ရင်တဲ့ကိုအကြိုက်ဆုံးအကျိုးတရားရပါတယ်ရှင်းရှင်းလေးရဒါဘုရားရှင်ကြတော့ဟာအသက်ပါလို့ပြက်တာသူတို့ရိုးမှုလို့ပြောတာနော်သူပြီးပြောတာဟုတ်မို့လားပြောတဲ့ပီတိစွမ်းအားနဲ့တတ္တိဝဏ္ဏကြောင့်ဆွဲစုတာကိုရတယ်ဟုတ်ပါဘူးလားသူနိမမစီနဲ့နော်ဒါမြင်တခုထပ်ပြီးဆိုမယ်သူနည်းကိုမမှားအောင်နော်သူမင်္ဂလာဘုရားကြောင့်ပြန်ပြောမယ်နော်အဲ့ဘုရားရှင်ကတရားဘုရားနဲ့မတူဘူးရောင်ကြီးတော့တအားလင်းတာပဂရိအားဖြင့်ဒီရိုးရိုးနေတာကိုပဲတဲ့ဗြဟ္မာနဲ့အကုန်လုံးကအချင်းချင်းပြန်မြင်ရတယ်တဲ့လူတွေလည်းမြင်ရသူ့အလင်းတတ်ကြအောင်ဘာကြောင့်အဲ့လောက်စွမ်းလဲဆိုတော့သာသမီလူတဲ့အခန်းမှာမနာအားကောင်းခဲ့တာစေနာ၃ချက်လုံးညီးရတာလူလည်းမြင်ရင်အလူကံကဘလူးတဲ့သမီးနဲ့သားလေးလက်ဆွဲပြီးတော့တောထွက်တဲ့အချိန်မှာပေါ့နော်ဘလူးကထွက်လာပြီးတော့စားလို့ပါတဲ့အိတ်ကလေးမြောက်သူ့ကိုလူပါတဲ့ဆိုတော့ဘုန်းကြီးစဉ်းစားကြည့်တယ်ဘလူးလူမဲစဉ်းစားတယ်နော်အဲ့တော့ပြောပြီးတော့တူတယ်ဗျာဘလူးကအဘခါခြေပြီးတော့တယောက်ကိုခြေတဲ့ကိုစားတဲ့ခါကျတော့လေတွေ့ရတဲ့ကြည့်ပြီးတော့ဒီအေးတဲ့ထွက်တယ်တဲ့ပြောတယ်တဲ့အဲ့ဒီနာအားတတိပါသွားတာကြောင့်ဘွားဆက်ဆက်မှာစွာလည်းပဲမြင့်တာဘုရားဖြစ်တော့ရောင်ရောကြတအားလင်းတော့တာတဲ့ဘလို့စိတ်မျိုးလေးစဉ်းစားအဲ့ဒါနော်တူလို့ရှိရင်အပိတက်တက်သွားတာအယူမပါဘူးတစ်ဖက်သားလိုချင်တာကိုရအောင်စဉ်းစားတာကိုလိုချင်တာမပါဘူးဟုတ်ပေါ့လားအဲ့တော့စဉ်းစားတဲ့နေရာမှာတစ်ဖက်သားကိုတကယ်ချစ်မှရတာသားသမီးတို့မိဘမြတ်တာနဲ့သွားရတာတဲ့အဲ့တော့တော်ထဲမှာကိုသားလေးတယောက်ဖိစိတ်တင်ငယ်နဲ့ပြေးခွာပြီးတော့ငတ်နေတဲ့အခါမြင်နေမိပါလားနေနိုင်မှာမလားအဲ့ဒါမနေပြီလားအမှပြီးပြီကိုသားလေးအမှန်စားပြီးတော့ဒီတော့ရင်နဲ့မခံစားနိုင်တော့ဘူးနေပြီနော်အဲ့မှာသူတို့ရင်နဲ့အစားအစာလေးကိုကျွေးလိုက်ရင်ဘယ်တော့ပြောမလဲလို့သူ့ဘက်ကလှည့်ပြီးတော့ကြည်တာဒီဘက်ကအသူပစ္စည်းကိုမပေါ်ဖော်တော့ဘူးနော်ဟိုဘက်ကိုစိတ်တန်တော့ဒီဘက်ကသတိမထားတော့ဘူးဟိုမှာတအားတန်တော့ဒီကလေးတွေမပေါ်တော့ဘူးကလေးတွေကသူ့တဲ့မုန်းလောက်ကအောင်းပြီးတော့တာပေါ့ဒါပေါ့လားကိုသားလေးတဲ့မုန်းလောက်ပဲထားပြီးတော့တအားပြောပြီးတော့ပေးလိုက်တာစားတာကြည့်တော့လည်းပဲကလေးတွေဒီဘက်မစဉ်းစားတော့ဘူးစိတ်ကဘလောက်တန်လို့ဆိုရင်ဒီဘက်ကတားပြီးမပါတော့ဘူးနော်ကိုသားလေးကမုံစားပြောလို့ပြောတာကြည့်ပြီးတော့ပီတိဖြစ်တော့တာအဲ့တော့တစ်ချက်မှဒီဘက်ကိုတားသမီးတောင်းတဲ့ဘက်ကိုလက်ကိုမနှဲ့ပြီးနဲ့တန်လိုက်တာမဲတဲ့စေနာမဟုတ်ဘူးအကောင်းဆုံးပဲသူနီးမှာအဲ့စေနာအားကြောင့်ဘုရားရင်တော်မှာပြင်လို့မရဘူးပြင်ကိုပရိရောင်ကြီးလုံးထက်တာလို့စာထဲမှာဖတ်ရဘူးလေဟုတ်ပါလားဒါပေမဲ့လူနီးတက်ပြီနော်လူတယ်ဆိုတာဒီမှတ်ထားအပေးတက်
လူနေစေမှာဆုံးဖြတ်ချတာနဲ့အဆုံးကြတယ်မှာလည်းပဲနောက်ဆိုပြန်မလှည့်နဲ့ဟုတ်မို့လားလှည့်လို့ရှိရင်တော့အားနေသွားလိမ့်မယ်ဒါပေမဲ့ဘုန်းကြီးတို့လည်းပဲကြိုးစားလို့ဒီတော်တော်ခက်တာတော်တော်ခက်တယ်နည်းနည်းခက်တာမဟုတ်ဘူးအစတော့မကောက်ချင်တယ်လူရမယ်ဆိုရင်သူလည်းပုဂ္ဂိုလ်ကြည့်လိုက်တာနဲ့နောက်တရှိတယ်ပါကုန်ရောရှုပ်ကုန်တာပဲရှိဒီကောင်ဘာလို့မလဲလူလည်းအထွေမှုကလည်းဘာတော့ပြမလဲဒါစပါတော့လားဟိုလွတ်လွတ်ကင်းကင်းတစ်ဖက်သားရင်လည်းပျော်တာတက်တက်ကြည့်တာမဟုတ်လို့ရှေ့ဘာလို့ပြတ်မှလဲပါသေးတယ်ဟုတ်ပါလားပြီးတဲ့ဟာနဲ့ပြန်ဆင်းဆက်တာဆိုတော့ရှုပ်နေတာပဲဒါမပါရဘူးနော်သူလို့ရှိရင်လောလောဆယ်အတူကပုဂ္ဂိုလ်ချင်းတွေမှာဘာခံစားနေရလဲဟောဒါရရင်ပြောမှာပဲအပိတက်တက်ပေါ့သူကကြည့်ပြီးတော့စိတ်နဲ့တန်းပြီးတော့ကိုယ့်ဘက်ကမကြည့်တော့ဘူးနော်ပေးချလိုက်ပြီးတော့ထပ်တူပြောတာပီတိဖြေပြီးတအားပြောလိုက်ရမှာဘာလို့ပြည်ကိုနဲ့မဆိုင်တော့ဘူးနော်အဲ့ပီတိတွေပဲပိုင်းထားလိုက်တော့ဟုတ်ပါလားအဲ့အာဝင်သွားရင်စွမ်းဝင်သွားပြီစိတ်ကညှို့ရပြီဟုတ်ပါလားထဲ့နီးလေးကွာနေလို့ခံရတာနော်ခုထဲ့တာတွေကတမျိုးပြောင်းပြန်နေအကောက်တွေလည်းပါတယ်အကွေလည်းပါတယ်ဘာဖြစ်ရှင်ဆုံးကပ်ပါလဲဗျာလှူပါလေဗျာချက်မချမ်းသာပါဘူးပြောကြတာဘုရားစဉ်းစားတယ်ဘာဖြစ်လို့ပါလဲမစဉ်းစားတော့ပေါ်တော့တာပဲစပြီလူမဲ့ဆုံးဖြတ်တာကဘယ်လိုဆုံးဖြတ်လဲဆိုရင်မွေးနေ့မူလို့အသက်ရှည်အောင်တဲ့ဘုန်းကြီးဆုံးကပ်မယ်လို့ဆိုတော့စဉ်းစားလူကအတွက်လားကိုယ်အတွက်လားကဲအယူလားအပေးလားပြောအယူကစားတာစတယ်ကိုယ့်ဘက်ကစားတာနော်လူကဘက်ကမပါဘူးတစ်ချက်အစားလည်းမမှန်ဘူးနော်အကောက်ခေါ်တယ်ဒါကဆုံးဖြတ်ချပြီးတော့ဟာဘုန်းကြီးပွဲဘာလုပ်မယ်လို့စီမံလိုက်တော့ဒါဖြစ်တဲ့ပုံစံအဆုံးနှမ်းကတ်ထားတာပေါ့နော်ကဲအလဲပြောမယ်ကဲအလုပ်ကိန်းလေးကြတော့ညရဲ့သုတ္တမတွေချက်တဲ့ပြုပုဂ္ဂိုလ်တွေပြင်းမှဆိုလို့ဆိုဗီဒီယိုညလုံးတော့ဖွင့်ပြတယ်ဆိုတော့အရက်နဲ့တည်တယ်ကိုကရောကြည့်လိုက်တည်တယ်အလဲစင်နာခဲကြားရရောမကုန်ဘူးလားရောကုန်အပြောပါရောကုန်နေတာပဲဟုတ်ပါလားမနေ့မိုးလင်းကန်ကြီးကြတော့ဟိုကအိတ်တော့မထနိုင်ဘူးခမှုရှုလို့နဲ့ထရောကြည့်ပါမလားကဲတာဝန်တစ်ခုလို့ဖြစ်နေတာပြီးရောပေါ့နော်အဲ့တော့အဲ့ဒီကြွတဲ့ခါကျထိုးကတ်လိုက်တာပဲကဲပြောတာပါပါမလားပါအောင်တော့အချိုးပဲပြင်မှုတွေအဲ့ဒီဖိတ်ထားတာလားမဆိုရှုကိုစောတော့အေးတဲ့ထွက်ရလားထွက်ဘူးဘုရားစားတာဘယ်လိုစားမှန်းတော့မသိတိုင်းရှုဆိုတော့ဗပိတိမှမလာဘူးလေပြီးတော့မှရေသက်ချတာကျတော့ပြောတယ်ဘာလို့ကိစ္စပြီးသွားလို့ပေါ့သွားတာပြောနော်ပြီးသွားပြီဆိုတော့ရေသက်ချတော့အဆုံးတော့နည်းနည်းဟုတ်တုတ်ရှိတာအဆုံးကြမှာပြန်ပြီးငါထူးလိုက်ရပြီနည်းပီတိဖြစ်တာနည်းနည်းတော့ရတယ်အဆုံးကြနည်းနည်းရတယ်နော်အစလည်းမသိအဟမကြဘူးဟုတ်ပါရဲ့လားပြီးတော့ပြောလိုက်သေးတယ်ပြီးတော့မတည့်တဲ့ခါကျတော့ဘုန်းကြီးကဒီလားမရှိဘူးလို့ပြောချင်တယ်မဟုတ်ပါဘူးခွဲရရွေးရတာမဖြစ်သေးတဲ့ဥစ္စာနော်ဘုန်းကြီးတွေဒီလားရှိပါတော့မညံ့လာပါဘူးဟုတ်ပါလားဘုလို့ကလွဲနေတာဘူးတခါစွန့်ပြစ်ချတာတော့မတူသေးဘူးနော်အကျုပ်ကြတော့မွေးနေ့တောင်ရိုးမှုသေးဘူးအသက်ရှည်အောင်ဘဝကြာကြာဆန်းရအောင်တက်ကစီကြာဆန်းချက်မှပါသေးတယ်လို့နော်ဟောဘုန်းကြီးတွေကနှွေခေါင်ကောင်ကြီးကြိတ်မှမကြိုက်တာအဲ့ဒါကြီးချွေးပြန်စားရတာသူကြိုက်တာသူလို့တာကိုဘုန်းကြီးကြိုက်တယ်မပါဘူးသူကဘက်ကမကြည့်တော့သူ့ဘက်ကကြည့်တာယူတော့ပုတ်တယ်နော်ချွေးရှိသေးတယ်အန်တော်ခြေတာလေဘုန်းကြီးကခါကြုံလာဘူးတယ်သူတကယ်ကြောက်ရောက်လာတယ်ဘာကြီးလဲဆိုအုံနှုတ်ခေါင်ဆွဲပါတယ်နောက်အုံသမင်းပါတယ်ကြက်သားထည့်ထားတယ်မိသွေးကလေးပါသေးတယ်အဲ့ဘာလဲဆိုတော့ဗျာတဲ့အန်တော်ခြေတာဗျာတဲ့ပြီးတော့မှအဘုဒ္ဓများလို့တဲ့အန်တော်ဆိုတာတနည်းနည်းစနေတတ်ပြောတာပပကျူစီလို့တဲ့ဘင်းဆရာပြောလိုက်လို့အန်တော်ခြေရမယ်တဲ့အဲ့တော့အုံသမင်းမျိုးအုံနှုတ်ခေါင်ဆွဲတယ်ဖုန်းလာကတ်တယ်အဲ့တော့သူကြည့်ပြီးတော့ဘုန်းကြီးတည်တည်ပေါ့နော်ဘုန်းကြီးလည်းမတည့်ဟောတော်တော်စီနေကောင်းတာပဲဘယ်လိုလုပ်အောင်ပါလဲစဉ်းစားကြည့်ရင်အဲ့တော့သူ့ဘက်ကပဲသူကြည့်တာလေဘုန်းကြီးပဲကြည့်တာမှမဟုတ်တာယူနော်အဲ့တော့ချင်းနေကောင်းပါမလားအဲ့ဒီနာမျိုးကဘလို့ချမ်းသာမှာလို့အဲ့ဒီကညံ့ပေါ့အဲ့ပြီးတော့အကောက်ခေါ်တယ်အဖြောင်းမခေါ်ဘူးဟုတ်ပါရဲ့လားကျွတ်တင်ရပေါင်းနေကျွေးတယ်တပိတ်တိုင်အောင်မှာဆိုတိုက်တော့တိုက်တာပဲဒါပေါင်းထားမှာတစ်ချိန်ကသူ့ပြအသုံးချရမှာဒါပါသိတာအဲ့တော့ရှင်နာအကောက်ကြီးဖြစ်နေတယ်မဖြောင်းမြန်ဘူးတကယ်ဆိုရင်အတ္တရကြိုက်တတ်တာလည်းကြိုက်တတ်တယ်အပိတ်တက်တယ်နော်သူကဘာပြန်မယူဘူးအဲတောက်ပြီးကြည့်ပြောနေတာဒါအမှန်ဘာမှယူတော့မစိတ်မကူဘူးဆိုအမှန်ပေါ့ဓမ္မစေနာအဖြောင်းခေါ်တာဟုတ်ပါလားအဲ့တော့အစရောအလဲဆိုသုံးကြံလုံးဖြောင်းရမှာနော်တကယ်လည်းအပိတ်တက်ဖြစ်ရမှာနည်းနည်းမလားနည်းနည်းလေးပြန်ပြီးတော့ပုဂ္ဂိုလ်ကုညီတဲ့ပုဂ္ဂိုလ်ဆိုရင်ပိုးစေနာတန်တယ်ဆိုရင်တော့မဟုတ်သေးဘူးဒါနည်းနည်းမလားတတိထားရမယ်နော်အဲ့တော့ဆင်းရဲချမ်းသာသူပြီးဆိုရင်အထူးကပုဂ္ဂိုလ်ကတာတိအရင်ကိုစိတ်ကထားရမယ်အချိန်ပိုင်းလေးကန့်လိုက်နော်နောက်တည်ရှိတယ်မရောနဲ့ရှိကဘလောက်ဆိုးခဲ့နောက်ကဘလောက်ရှိမှမှမှားလောလောဆယ်လေးပဲကွက်ကြည့်တယ်နောက်တည်ရှိတယ်ဖယ်လိုက်
ခုချိန်မှာအယက်သမားဖြစ်ပေသေးဘူးနော်တူရမယ်ဆိုရင်အယက်တောက်ပြင်မှာမစင်စားနဲ့လောလောဆယ်သူအတောက်တာဆုံးပါလဲကြည့်လိုက်တော့သူပတ်စံရမှသူပြောမှာတောက်တာမတောက်တာဖယ်ထားလောလောဆယ်ဒီငွေရရင်သူပြောပြီအဲ့ပြောတာကြည့်ပြီးတော့ကွာထပ်တူခံစားပြီးတော့ဟာပေးချလိုက်သူပြောတာပီတိဖြီစားလိုက်ရှေ့ကိုမဆက်နဲ့တော့ဖြတ်လိုက်တော့ဟုတ်ပါလားသူဘာလို့ပြဖြတ်လိုက်တော့ဒီမှာအပိုင်ထားလိုက်တော့အဲ့ဒါစားဝင်သွားပြီဟုတ်ပါလားမသိဘူးအဲ့လိုအနိုင်နဲ့ပိုင်းရတာနော်ဘာလို့ပြနော်ဟုတ်ပါလားဘက်ကတဲ့မကြည့်နဲ့ခုကမဟုတ်ဘုန်းကြီးလူလည်းပဲသူပြလို့ရှိရင်ဘုန်းဘာလို့ပြတယ်မသိဘူးသူတို့လက်ကြည့်တယ်တော်တော်ခက်နေတာလက်ကြည့်တော့တခါကြီးဘုန်းကြီးကပြန်လို့ခြင်းကမလူအောင်ငြိမ်နေရတယ်သူစိတ်မကောင်းမှဆိုလို့ဟောလည်းပြန်လို့ခြင်းတာပေါ့နော်အဲ့လိုဆိုဒီမှာမဟုတ်ဆိုပြီးဟောတာရှိတယ်လေပစ္စည်းတစ်ခုကိုလှူတဲ့ခါကျတော့ဆရာတော်ဘုရားကြီးဒီမှာသင်္ကန်းကြီးအများကြီးကိုကရင်ကြရင်ဆိုတော့အကုန်ပြန်မဲဖောက်လှူတာတပည့်ကသင်္ကန်းကောင်းတော့တိန်းထားတာပေါ့သွားတွေ့တော့ဟဲ့ဘာဖြစ်လို့တိန်းတာလဲဆရာတော်ဘုရားတုံးဖို့ပါဆိုတော့ဟောမင်းနဲ့မိုက်လိုက်တာကွယ်တဲ့တခါလေးကတဏှာဖြတ်ပြီးတော့စွန့်တာဟာတဲ့မင်းတဏှာကြံကတော့ကောင်းမှာမလားတဲ့ပြောချလိုက်တော့မှပြီးရောတခါမလို့ကျလို့တဏှာပြတ်ပြီးတော့စွန့်နေတာမင်းတဏှာကတ်တော့ကောင်းမှာမလားတဲ့အဆုံးမအမှန်တန်ပိုင်တာနော်ပြောထားတာနော်အဲ့တော့ဘုရားလည်းပြန်စွန့်နေတာပေါ့ကိုလည်းမကတ်ချင်ဘူးပေါ့နော်ပြန်စွန့်နေတာပေါ့နော်အားသွင်းနေတာပေါ့အဲ့ဒါမို့ဘုန်းကြီးမသုံးအောင်သုံးလိုက်ချောင်းကြည့်နေခွက်ကြတယ်ဖုန်းဘာလို့ပြည့်ရပေါ့နော်ဖုန်းပျော်ပြီးရောပေါ့နော်ဖုန်းလည်းထက်ချီကောင်းတာပေါ့ဟုတ်တာသုံးမသုံးတတ်ကြည့်တာသူအဲ့လိုမကြည့်နေတာနော်တော့ဆိုဖုန်းပျော်ပြီးရောပေါ့တော့ပေါ့လားသူကပျော်ပြီးရောပဲนั่นလေလားဆိုမိဘနဲ့တာလီဖြစ်တာအများကြီးပဲနော်အမေဖေထူတော့သူကအမေသုံးဖို့ဆိုငွေတွေလူလိုက်တယ်မိဘလည်းပဲကိုကရတယ်ဆိုရင်ဆင်းရဲတဲ့တာလီပေးချင်တာပေါ့တော့ပေါ့လားအဲ့တော့ချမ်းသာတဲ့ပေးတာဆင်းရဲတဲ့ပြန်ပေးချင်တာပေါ့ပေးရင်တော့မိဘပေးတော့သူတဲ့တာသမီးကရန်တွေ့တယ်အမေသုံးဖို့လို့ပေးတာဘာလို့ဟုတ်ပေးရတာလဲဟာဒေါသဖြစ်ပြန်လူနည်းမတက်တော့လွဲကုန်တာအဲ့ခဏခဏပြဿနာတက်တယ်ဖို့ကြားရတယ်နော်မှားနေတယ်အမေပြောပြီးအဖေပြောပြီးရောပေါ့ဘာလို့ပြည့်ပြပေါ့ဟုတ်ပါလားအမေနဲ့ပြောအောင်တူလိုက်တယ်ကုံသားပါစီထပ်လူနေမနိုင်သေးရင်ကြာအသာအောက်ထားလိုက်ပေါ့နိုင်ရင်ထပ်လူလိုက်ပေါ့ဘက်ကမဆက်နဲ့နော်သူ့မျိုးကပြောတာလေးကိုတွေးပြီးတော့ပြောရင်ပြီးတာပဲပေါ့ဟုတ်ပါလားအဲ့ဒါကြီးမမားစီနဲ့နော်ဖြတ်ဟုတ်ရန်တွေ့တယ်အဲ့တော့သူပိသားကသူသားနင်းနေအကုသများများအဲ့ဒါပြောမြန်တာအများကြီးပဲမလုပ်ရဘူးနော်တော့ပေါ်ရလားယသိမနေကြနဲ့နဲ့လည်းကြရလားပြုတ်လို့ရှိရင်တန်တန်လေးသွားတာတော့ပေါ့လားအကန့်နဲ့အနေနဲ့ပိုင်းထားနော်ရှေ့ပါလို့ပြီးပျော်ပြီးရောပေါ့တော့ပေါ့ကြလားနဲ့လည်းနော်ဓမြင်ကြီးကောင်းပြီပြီးတော့ဒီနာကထဲကိုတက်တီသွင်းတဲ့အခါမှာအကောင်းဆုံးအတန်ဆုံးတက်တီသွင်းတော်မှာဒီစိတ်ကဆွဲရင်လည်းရှင်းရှင်းလေးရမှာနဲ့ပြီလားအဲ့တော့အစားပေါ်ခြင်းအစားကိုမေးပြောတဲ့ပီတိကိုကျက်စားပါဒီလိုသွင်းလိုက်ပါခုနကတန့်မယ်နော်တန့်သွားမှာနော်အန်တော်ချီလာမျိုးလို့မလုပ်နဲ့တော့ဟုတ်တယ်နော်တန့်သွားတော့ပေါ့လားတန့်လေးသွားတော့မှအကျိုးပြေးမှာရမယ်နော်ကောင်းပြီအဲ့ခါအဝတ်ပေါ်ရင်လည်းတိုင်းမှာပဲအဝတ်ကိုတန့်လေးခုနကအစလည်းဆိုသုံးကြလို့ရှင်းရှင်းကြဲနဲ့တန့်လေးပေးပြောတဲ့ပီတိကိုစားလိုက်ရပြီနော်ဒါဆိုရင်သွားဝင်သွားပြီဒါစိတ်ကပြန်ဆွဲရပြီဟုတ်ပါလားတရားမှတ်နော်ဒါတရားကြိုးစားလို့မရမှာနော်မပေါ့နဲ့နော်နေစရာခက်ခဲတဲ့ပုဂ္ဂိုလ်ဘိုးကြီးမရှိဘူးဆိုရင်မနှံလွယ်တာနေစရာအကြောင်းဉာဏ်မလို့တဲ့အကြောင်းတစ်ပင်ကိုစိုက်ရင်စိတ်နာပါစိုက်ပြီးတစ်ပင်ကိုတကယ်ရှိတဲ့စိတ်နဲ့စိုက်အပင်ကြီးလာတော့စိတ်နာပါပြီးတော့အပင်အခက်တွေဝေလာသည်လေကြိုက်တယ်လေအဲ့မှာမိတာပိုးမလို့စားအများကြီးပဲမမင်းနဲ့ဗတိတရားပို့တယ်အများကြီးပဲဟုတ်ပါလားအဲ့မှာအများကြီးနေစရာရကုန်ကြတာအဲ့တော့ပြောပြီးတော့မြမဆိုင်ပြီသိနာပဲနော်သိလိုက်တယ်မဆိုင်ဘူးတခြားပြောရမှာဒါအနည်းဆုံးပြောတာနော်အောက်ခြေရစားတာနော်နေတာထိုင်ရင်းနေတက်စင်တာမဟုတ်ဘူးနော်အယူမပါဘူးနော်အပိသက်သက်သွားမှာနီးတော့တိထားဟုတ်ပါလားပေးခဲ့အချိန်မှာစေနာမကောက်အောင်ချက်မှောင်သွားမှာမိဘဆရာသမားနေစရာထိုင်စရာတန့်တဲ့ကောင်းတဲ့ကောင်းကြည့်ပြီးပြောရမှာနဲ့ပြီလားမိကြရှိအရှင်ဘုရားရဲ့ခုလိုအကျိုးကြီးတိတော့ဘယ်လိုလုပ်မလဲပေါ့အကျိုးတရားတိနေသူကလည်းတတ်မှန်မလားဆိုတော့ဟုတ်ဘူးဥမာပြောမယ်နော်ကဲစေးစားတယ်လို့ပေါ့မပါစီတယ်မတောက်လို့ရှိရင်အဖျားပြတ်တယ်မသိဘူးလားသိတယ်မသိပဲစားလည်းမပြောက်ဘူးလားပြောက်တယ်သိပြီးစားတော့ဘာကွာလဲမေးသိပြီးစားတဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့အနှစ်သာရပြည့်တယ်စားတဲ့အချိန်စားကွာသွားတာပေါ့တော့ပေါ့လားဒီတိုင်းပဲအနိတ္တနဲ့သိရမယ်တကယ်လဲစားရမယ်ဟုတ်ပါလားသိပြီးစားတော့ပိုကောင်းတယ်စိတ်စားနှစ်သိမ့်မဖြစ်ကောင်းဘူးလေသိတာတစ်သိမ့်ဖြစ်ခဲ့ပြီသူ့ထဲမှာကမရောပြည့်နဲ့တဏ္ဍာန်လေးသွားလိုက်ဟုတ်ပါလား
ဒီလမ်းမှန်တဲ့လျှောက်တော့သဘောလားနတ်တယ်နော်မရောပြရဘူးနော်ကောင်းပြီအဲ့တော့နေစရာခက်ခဲတဲ့ပုဂ္ဂိုလ်ကအိယာချဏောင်းခေါင်းအောင်ကြောင်းအိယာနေရနော်တစ်ပြန်စတူးပြီးတော့ပီတိဖြစ်ရတယ်တပ်ပြောတဲ့ပီတိကိုမြင်မဲ့ကြစားပါသူများသူသားကြီးလေဝင်ပြောရတာပဲကိုယ်တိုင်တိုက်တွန်းချင်းမစိတ်သူနော်ဟိုเจ้าလေးကြီးပီတိဖြစ်ပြီးကုလူသူထပ်သူပြောပေးရတယ်အဲ့အားကြီးများပြီဆိုရင်စိတ်ကညှို့လိုက်တာနဲ့နေစရာပေါ်တာပဲနန်းလွယ်တာဒါဘုန်းကြီးပြပြနေတမိုင်းရုပ်ပြန်ကြည့်လို့သိတာနော်တကူလေးစမ်းတယ်အများကြီးပဲဒီတရားကိုဘုရားမဟောခင်6နှစ်လောက်စမ်းတယ်မျိုးဟောတာသူများလည်းစမ်းခိုင်းကိုလည်းစမ်းတာပဲကျင်းတယ်လို့ဒီတရားဟောတာငွေဆိုလည်းငွေမလို့ပေါ့နော်ဘုရားဟိုအစာတိုင်းကတော့ဒီတရားမသိခဲ့ပြီးမှတက်ကိုတက်တယ်ဆိုမလုပ်ခဲ့ဘူးပေါ့နောက်တော့သဘောပေါက်တော့ねဘုရားငွေပေါအောင်လုပ်အောင်မယ်ဆိုပြီးတော့စုထားတာသင်္ကန်းတော့ဘုရားငွေနဲ့ပေါ်တယ်ဆိုတော့သူများဥစ္စာဆိုမှကြည့်ပြီးပြောတာသင်္ကန်းလိုရင်ကိုကချွတ်ပေးတာများတယ်ကောင်းတော့ဆိုလည်းပေးတာများတော့သင်္ကန်းတော့ပေါ်တယ်ငွေကြတာအပေါ်နဲ့တော့ပဲစဉ်းစားပြီးတော့တူမယ်ဆိုပြီးတော့သင်္ကန်းတွေရောင်းပြီးစုထားတာပေါ့ဟိုနည်းတော့နည်းနည်းကြီးတာတော့တော်တော်လည်းပဲစမ်းကျင်လို့ပေါ့နော်တော့မှတကယ်လို့ဆရာတော်ကြီးတစ်ပါးရှိတယ်သူ့ကိုดูလို့ရှိရင်တရားတွေကအရှင်ဘုရားဇေယျဆောက်ဖို့အကြောင်းဆောက်ဖို့တောင်းပြတဲ့ဆရာတော်ကြီးဆိုတော့သူ့တည်းမပါဘူးဓမ္မကမ္မမပါဘူးဘာဆရာတော်ကြီးကစီကန်းရှိတယ်ချီရင်ရှောင်းနေတာသူကလမ်းစိတ်တောင်သူမှမရှိဘူးအဲ့ဒီကမသုံးရဲဘူးအဲ့မှာသူကပြင်ပန်းရှာတာဘုရားကြည့်ပြီးတော့ဆရာတော်ကြီးတဲစီကန်းကြီးတာပဲလို့မှန်လိုက်တာဆိုအဲ့နဲ့စုထားတာ3000ဟိုတော့3000ဆိုမနေဘူးကျောင်းလေးရောက်ဆရာတော်ဘုရားတပါးလည်းပြင်သူကအားနာတတ်တယ်ဘူးသူရှိမှန်းသိရင်တောင်းပေးမှာမလို့အိတ်တွေတောင်းမှဆိုလို့ကဘယ်သူမှမသိအောင်ကြိတ်ပြီးတပါးလည်းဘုန်းဘုရားလို့ဘုန်းသုံးနာသူကကံပါဘုရားလို့ဆိုကြိတ်ပြီးတော့ကြည့်တော့ဝမ်းနေတာတာအဲ့ဒါတော့သူပြောလို့မဆိုဘူးဘုရားအဲ့ဒါကြည့်ပြီးခံစားတာအဲ့လိုဘုရားနှခါသုံးခါဆက်ရတယ်နော်တုတ်တာအဲ့ဒီဒီဘုရားစားတော့တာပဲတန်မြန်မှရတာနော်နောက်ပိုင်းကျတော့သူ့သောကျိုးပေးတာပဲသူ့သောကျိုးဆိုရင်ကိုကလူမသိအောင်ပေါ့ကြိတ်ပြီးတူတာဘူးဝမ်းသာတော့ဆိုတော့အဲ့ဒီမဲ့ချုပ်တကားတယ်တူလို့ရှိရင်လည်းလူမသိဘူးလို့ကြည့်ကြည့်ကလေးပဲကြိတ်ပြီးတူသွားတာဒါကြည့်လိုက်ရင်2000 3000 5000ပါရင်ပါတယ်တော့အဲ့မှာတူသောကျိုးပြီးတော့ဒါပါလားဆိုသိရတာဟုတ်ပါလားဆရာမှတ်နော်သူကြတော့ငွေ1000ဆိုရင်ကြီးညာလိုက်ရတာမောကြွားတာမောအဲ့ဒါနဲ့ပဲကိုကြတော့ရှိလို့ရှိရင်လည်းဗျာမလာဖြစ်ကုန်နော်ကိုရှိလူသိကုန်တော့ဟိုဗျာမလာပေါ့အကြွားများတာခက်တာအဲ့တော့ကြည့်ကြည့်လေးလေးနဲ့ရှိတာမကောင်းဘူးလားကောင်းတာပေါ့တော့ပေါ့လားဆရာမှတ်နော်သူရင်လည်းမကြွားနဲ့နော်မသိအောင်ကြိတ်လို့မကောင်းဘူးလားကြိတ်လို့ရင်ကိုလည်းပဲကြိတ်ပြီးတော့ချမ်းသာနေမှာပဲမကောင်းဘူးလားဒီရပြောတိကမလားလို့တူသောကျိုးပေးတယ်နော်မှတ်ထားနော်သူကြတော့သူကနည်းနည်းကြွားတာများဆိုတော့ဘေးကထင်ကြီးတယ်ကိုမှတကယ်မရှိဘူးတော့ဘာသူကနည်းနည်းကြွားတာများဆိုတော့ဘေးကတော့ထင်တားကြီးတယ်သူကကိုမှတကယ်ရှိတာဆိုတော့တကယ်မရှိဘူးအဲ့ဒါမျိုးတွေအများကြီးပဲတော့ဘာလဲအကြွားတဲ့လူသားဟုတ်နားလည်နော်တကယ်နှစ်သာရနဲ့တူတဲ့ပုဂ္ဂိုလ်ကျတော့ဘေးကလူမသိဘူးဒါရှိတယ်တော့ဘာလဲနားလည်တယ်နော်ဒါမျိုးတူသောကျိုးပေးတယ်လို့မှတ်ထားရမလားအဲ့တော့ငွေပေါ်ရင်လည်းဘာလို့ငွေကိုပေးပြောတော့ပီတိကိုကျက်စားပါသို့တော့စေနာတတ်ရမယ်နော်တတ်တယ်နေသွားရမှာတကယ်ကိုပေးရတကယ်ချစ်တဲ့စိတ်နဲ့တကယ်ပေးပြီးတကယ်ပြောရမှာတယ်မလားအဲ့အာမျိုးများများမထည့်ပဲနဲ့မြန်ငွေပေါ်ပါမလားမင်းချဲထိုးလို့ပေါက်ပါမလားဖြစ်နိုင်မှုလေချဲသမားကအယူသမားကြီးကိုအပိမဟုတ်ပဲနဲ့သူများစီရငွေကိုမတရားလို့ကျန်တာလေ1000ထိုးပြီး9သိန်းလို့ရပါမလားမတရားသဖြင့်ကြီးကိုနော်1000နဲ့9သိန်းနဲ့လဲပြည့်တယ်ဆိုတာဒါမကောင်းကမကောင်းတာအယူသမားကြီးဖြစ်တော့ဘယ်လိုအဟန်ကြမှာလို့အဲ့စိတ်နဲ့ပဲကြက်စားနေစွမ်းကြတော့ကြလာမှာပဲရှိတာကုန်မှုတာပြင်တော့သဘောပေါက်ကြလားအဲ့ချဲဆိုပေါက်မှာဖွေအရန်ဆိုတာပေါက်ရင်လောဘတည်းရင်ဖွတ်တတ်တယ်လို့ပဲအဲ့ပုကဆက်ထိုးပြီးအဲ့ရှိတာကုန်တော့မှာမပေါက်ရင်ပူကြိုက်တယ်မထိုးရင်ပူကြိုက်တယ်နော်မလုပ်ကြနဲ့နော်လက်တွေးခေါ်သေးသွားလိမ့်မယ်စီပွားရေးဆက်သေးလိမ့်မယ်နော်မလုပ်ကြနဲ့ဘာလို့တက်ကလွဲနေလို့ပြောတာဖက်တက်ပြမှားနေလို့သဘောပေါက်ကြလားကြာထိုးလိုက်ရင်ကုန်မှာနော်သဘောပေါက်ကြလားမျက်စိမလင်းနဲ့ဆက်အောင်ဒီမှာခုဖြစ်နေတာအကုန်လုံးကိုဒီမှာခုထည့်လို့ရပြီရင်ကစားကြတော့နော်မဖြစ်ခင်အမှုခင်းဖြစ်တယ်ပြည်ခြင်းတယ်ဘာလို့မလဲဆိုတော့တူသောကျူပြီးရှားတယ်နော်ဒီနေ့မှကျင့်ကြံပြီးစိတ်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုဖြည့်ရှင်းပေးရမှာပဲတက်လူခံစားဖြည့်ရှင်းပေးရင်တူသောကျူပြီးပဲလာမှာပဲဟုတ်ပါဉာဏ်ကစားကြနော်ဉာဏ်ကစားကြမဖြစ်အဆုံးတော်ခံရတဲ့မှာကဏ္ဍကျူကြီးတွေရှိတယ်မလား
ဟောတယ်ကနန်းကြီးတွေနော်အဲ့ဒါကိုကြည့်ပြီးတော့ထပ်တူခံစားလိုက်အောင်တာသမီအရင်လိုခံစားပြီးတော့ပြည်လိုက်ပြီးပျော်လိုက်ပြီးထပ်တူပျော်ရအဲ့အာမျိုးများထက်လို့ရှိရင်တက်တီဝင်သွားတာပဲတကယ်စေနာတန်းမှာနော်မညာရဘူးဟန်မဆောင်ဘူးနော်ဆရာဖေးပြီးရောဆရာပြောလို့ဟန်တရားမဟုတ်ဘူးဒါကတကယ်အရှိတရားဟန်တရားဆိုဟန်ပဲပြုတ်ပေးလိမ့်မယ်နော်တကယ်လုံးဝမတရားနော်တကယ်မှန်မှန်ရမှာနော်အဲ့တဲ့တက်တီဖြစ်လို့ရှိရင်စိတ်ကအခက်ခဲအလုံးပြေတော့တာပဲနော်ပေါ့လားအဲ့တော့ဘုရားကိုချီးကျူးတာဘုရားကြည်ညိုတာဒါလည်းအားကောင်းတယ်ဘုရားမှာကဘက်ဆုံးအားလုံးစွာပြည့်တဲ့ဘုရားရှင်ကြည်ညိုပြီးတော့ပူဇော်တာလည်းပဲစွာဘက်ဆုံးပြန်လာတာပဲနော်ပေါ့လားအမှန်အားကောင်းတာဘုရားရှင်ကြတာနော်သို့တော့ဘုရားကြည်ညိုလည်းအသက်ပါစွန့်နေမြည်ကြည်ညိုရတာတချို့ကဘုရားကုံတော့အတုံးချတာအတုံးမချရဘူးနော်ဟိုကအပိသက်သက်သွားအမှန်တော့ဒီဆရာတရားဆုံးမတယ်ဒီအမှန်ကောင်းတာဘုရားကိုတဲ့ဂုဏ်တော်9ပါးကို9កောက်လောက်သို့မဟုတ်2ခေါက်လောက်ကိုနေသလောက်ပေါ့နော်ပူဇော်ပါမယ်ပူဇော်တဲ့အခါမှာပူဇော်စေကာလမှာအသက်တာပေးထားပါတယ်နေပြီးကြုံတော်မှပူဇော်နေနေပဲအတိခံမယ်မထဘူးဘုရားပြတ်ပါပဲလို့အောင်ပြုပြီးတော့တဲ့9ချိန်ဖြစ်စေ3ချိန်ဖြစ်စေပေါ့နော်ငြိမ်ပြီးရွတ်ဖတ်ပူဇော်ပေးပါတဲ့ပူဇော်ကြည့်ပါအဲ့ချိန်မှာအသက်နဲ့လဲထားတာနော်ဗာပြဿနာပေါ်ယူရင်အတိခံမယ်မထဘူးအိမ်မီးလောက်လည်းမထဘူးပေါ့ဝေကက်လည်းမထဘူးပေါ့ဖြစ်နေတာဖြစ်အဲ့ဒီမျိုးနဲ့ဆုံးဖြတ်ချပြီးဘုရားကြည်ညိုပြီးတော့ခန္ဓာကိုအသုံးချတာပြီးတော့ဘုရားပုံဖော်ပြီးတော့အောင်ရတဲ့ကိုရော့သွားလိမ့်မယ်နော်အဲ့ဒီပီတိနဲ့ပူဇော်ကြည့်ပါတဲ့ထူးခြားပါလိမ့်မယ်တဲ့အပိသက်တဲ့သူဖြစ်နေတာဒီလိုမဟုတ်ဘူးဆက်ရကနေဘုရားရှိခိုးပြီးဒါကနော်ပြဿနာပေါ်ရှိခိုးပြီးသူကိုယ်နဲ့မိုးလင်းမှတိစားကြားဘူးလားမလားပေါ်တယ်မလားဆရာကြီးကတော့စိတ်ဖြစ်အောင်လို့ဒါတင်မင်ကိုလှုပ်ထားတာနော်ကိုယ်နဲ့စိတ်တဲ့ပုဂ္ဂိုလ်တော်တော်များများအောင်ရတာဘာကြောင့်ဆိုရပောင်းတရားရှိရဲ့ဆိုတာနည်းမှမနည်းပဲတရားရှိရဲ့မှာလှုပ်တစ်ခုရှိနေတယ်ဘုရားရှင်ရှိမှာတရားရှိရဲ့ရောက်တယ်ဆိုတော့နေတဲ့အားမဟုတ်ဘူးဒီဒိဋ္ဌာန်မရှိရင်မရောက်ဘူးလို့တယ်တရားရှိရဲ့ရောက်တယ်ဆိုတဲ့ဒါဘုရားစိတ်ကပေါ်လာတယ်များလာတာပေါ့ကိုယ်တော်လည်းပဲဖြစ်နေရွတ်မိတယ်ဆိုတော့မရွတ်တာဆိုင်ရင်သူအားရှိတာပဲဒါကြရွတ်ရင်းနဲ့လည်းပဲစိတ်ထဲပျော်ပြီးတော့ကုသိုလ်ပတ်ပါသွားတော့ဟာတော်တော်များများအောင်သွားကြတာကိုယ်နှမကြောင့်ဟုတ်ရလားဆိုတော့မဟုတ်ပါဘူးကုသိုလ်ကြောင့်နဝင်းသေးတော့ဘုရားမကြိုက်ဘူးနော်ဒီစကားကထေရဝါဒတာနာမဟုတ်ဘူးဟုတ်ပါလားဒါကြောင့်တော့မဟုတ်ဘူးဘုရားကတော့ရိုးရိုးလေးရွတ်လည်းရပါတယ်နဝင်းသေးကြောင့်မဟုတ်ပါဘူးတော့တင်ချနော်စေနာအားလေးကြောင့်ဖြစ်တာကိုယ်နဲ့စိတ်ပြီးမအောင်တဲ့ပုံစံအများကြီးပဲဟုတ်ပါရဲ့လားဘာစေနာအားစကားပြောတာဘုရားကိုအပိဓာတကယ်ကြည်ညိုလို့ရှိရင်တော့အောင်မယ်ဘုန်းကြီးမေးလို့မယ်ကိုယ်လုံးမပေါ်ခင်တော့မအောင်ကြဘူးလားအဲ့ဒီထားမဲ့ချက်ပဲအဲ့ဒါဆရာကြီးတွေပြင်မတာမဟုတ်နော်ကိုယ်လေးထွေနေဆရာကြီးတွေတော်ပါတယ်ဒါလည်းဒီအများကြီးကုသိုလ်ရကုန်တာပေါ့နော်တော်တော်နဝင်းသတင်းပါတာကြတော့ဘုရားနည်းနည်းအန္တရာယ်များတယ်ဘုရားတာသနာနဲ့နည်းနည်းလေးအနှောက်အယှက်ဖြစ်တာများတယ်နော်နဝင်းသတင်းမပါစေနဲ့ပေါ့ဟုတ်ပါလားတဏ္ဍာလေးဘုရားကြည်ရကောင်းတယ်ဟိုလိုချင်တာကံရဲ့ကာယတဏ္ဍာလေးသိစေချင်တာကာမတ္တရဲ့ဉာဏ်အမြင်မှန်လေးဖြစ်စေချင်တာနဝင်းသတင်းကြောင့်ဆိုရင်ဟုတ်ပါမလားမဟုတ်ဘူးနော်ဒါလေးမှတ်ကြဟုတ်ပါလားဒါနဲ့စစ်စစ်လို့ချင်တာနော်ထေရဝါဒဒါနဲ့စစ်စစ်ကသိမပါဘူးကံသဘောတက်ကလေးဘုရားဟောထားတာနားလည်မလားအဲ့တော့ဘုရားအသက်တာပေးပြောတဲ့စေနာမျိုးနေတာပူဇော်ရင်အောင်ကြလိမ့်မယ်ဆုတောင်းပြည့်လိမ့်မယ်ဟုတ်ပါကြလားနားလည်တယ်နော်အဲ့တော့အသုံးမချနဲ့နော်ဘုရားကုံတော့အသုံးမချရဘူးရှုပ်အိမ်မှာဆိုရင်ကိုလေးဖြစ်ဘူးလားအိမ်မှာတက်ဆင်ထားတာအများကြီးပဲဒီရောင်းမာကြီးလည်းပါတယ်ဇီတာရောင်းမာတယ်ရောင်းမာကောင်းအောင်ဇီတာရောင်းမာထူတဲ့နောက်ဆွေမျိုးနေစုံကုတ်တွေလည်းပါရဲ့ရောင်းစုံအောင်ပေါ့လက်ပေါ်အောင်မန္တလေးမှာလည်းပဲဘဲဥတင်ထားတာလည်းရှိသေးတယ်အစုံပေါ့နော်ပန်းနေဆက်တာလည်းရှိရဲ့ဟိုစုံပွားနာပဲအဲ့ဒီမှာလှော်တဲ့ကြီးကပါသေးလှော်ရင်တက်အောင်ဆိုပြီးလှော်တဲ့တက်စင်တာပါသေးတယ်တန်တဲ့ကလည်းပါသေးတယ်စုံလို့တော့ကန်တူအလံထူတဲ့ဟုတ်ကန်တူကမြေကြီးကိုတဲပြီးတော့ဖះကမှတင်ထားတာအလံထောင်ထားသေးတယ်အဲ့ဒါလည်းပါသေးတယ်ဘလို့ဆရာကဗာပြောလိုက်မှမသိဘူးရှုပ်လို့ထားပွားလို့အိမ်မှာအင်းဖះကြီးလည်းစုံလို့တန်တဲ့ခရီးလည်းစုံလို့ပဲပါတာတော့များလို့တော့ကြီးနေဖုန်းလဲကောင်းနေနောက်လာတာပဲအကြံကြောင်းထောင်တာပါသေးတယ်အကုန်လုံးကအုံကျင်တယ်အကုန်လုံးပွားလို့ဆိုတော့ပြင်းတယ်ဖះကြီးကမပါတော့ဘူးသူ့အတွက်တုံးချဖြစ်နေတာဒါအဲ့လောက်များရင်နော်လို့ဒါအလိန်ခံရလိမ့်မယ်နော်လို့သူကတော့ဆရာပေါင်းဆိုတော့ကာထားတာကောင်းလို့တော့ဗောနော်အမှတ်တယ်ပြောမိတာအမှဖះအတုံးချနေတာဖះကစေနာအလိန်ဖြစ်နေတာဘူးသူတော့ကျုပ်ပြနေတယ်ဆိုတော့အလိန်ခံရလိမ့်မယ်နော်လို့အမှတ်တယ်ပြောမိတာထားခဲ့တာပေါ့ဆရာလာကရောက်လာတယ်မျက်နှာပြက်ဘာဖြစ်တာလဲဆို
ုန်းပြောတဲ့အတိုင်းဖြစ်ပြီးဘာဖြစ်လို့လဲသိနေစလောက်အလိန်ခံရတယ်ဒါလောက်လို့တည်းကြအလိန်ခံတယ်ဆိုစိတ်နာမမှန်နိုင်ဘူးဘုရားအသုံးချတော့ကြောင့်ကိုယ်လည်းအသုံးချတဲ့ပုဂ္ဂိုလ်ပေါ်တတ်တယ်အဲ့မလုပ်ပါဘူးနော်ဘုရားတဏ္ဍာလေးဘုရားပူဇော်ကြပါနည်းနည်းမလားတရားမှတ်နော်ဓာတ်စင်မှတ်တာဘုရားအသုံးချတာပဲမလုပ်နဲ့နော်တော့ပေါ့ကြလားနောက်တစ်ချက်မှတ်ပါမယုံမသိအသုံးချခဲ့တော့ကိုယ်အသုံးချခံပွားနေတော့အောင်လိမ့်မယ်လူတော့လူပါအသုံးချတာကျုပ်မိပါလေအမေဖေတွေတယ်လည်းပြုစုပြရစီလို့ခေါ်တော့ပေါ့တစ်ခါကျရင်အိမ်တိမ်မှာပေါ့အော်လိမ္မာလိုက်တာအောင်မယ်ဘယ်ဟုတ်မလဲကြည့်လိုက်တော့သူ့သားမယားကကိုယ်ဝင်ရှိလို့ဖောက်ကနေမို့လို့အဆောင်လို့ဒီကအသုံးချဖို့ခေါ်တာလူတော့လူတယ်အသုံးချပြီးတော့လူတော့ဟာဘယ်လိုကြိုးပေးလဲဆိုတော့ဒါလည်းတတ်တည်ကိန်းပေးမှာပဲနော်ငွေတော့ရတယ်မှတ်တာသူများအခိုင်းတွေဘွားရတာအလုံးလုံးပြီးရတာဟုတ်အပေါ်စီးရမရဘူးလေညတရီတို့ခိုင်းနေဘွားရောက်တာအဲ့ငွေနဲ့ရတာပေါ့ဟုတ်ပါလားပြန်မှန်တော်တော်များများလာကစားတွေဖြစ်တာဆိုစဉ်းစားနော်အကြောင်းရှိတယ်နော်သူများကိုခိုင်းပြီးမှပတ်စံပေးတာလေဘာလို့လဲဆိုကိုယ်လည်းပဲလူတော့လူတယ်အလူကံပုဂ္ဂိုလ်ကိုခိုင်းနေတာဟုတ်ဒီထားဒါပြင်ရတာမှမပြင်ရမှာလေနော်ပြင်ရမှာလေနော်မေးဦးမယ်ချင်းပြီးပါပဲလူလို့ရှိရင်အသုံးချတဲ့สิ่งလေးပါမနေဘူးလားအဲ့ဒါကြောင့်လာတာပါမလွတ်တာလေဒါပွင့်လည်းပြောရမှာပဲနော်ဒါပြင်ပြရမယ့်ပိုင်းဆိုတော့နော်ရဟန်းတန်ကပြင့်တာတောင်ပါပဲကိုယ်မွေးနေလို့အသက်ရှင်အောင်ပရိယုတ်ခိုင်းမှုပြင့်တာခိုင်းမှုလို့စားတာတော့ပေါ်လားပိရှိရှိရွတ်ပါသေးတယ်ဘယ်ပိရွတ်ပါသေးအမိပေးသေးတာအဲ့တော့အသုံးချတာရှိရဖြစ်မနေဘူးလားအဲ့တော့သူတော့လူပါတယ်အဲ့ပုဂ္ဂိုလ်ဘယ်တော့မှလက်ကစားမလုပ်ဘူးသူအောက်ကရင်နေရမှာပဲတော့ပေါ်လားအဲ့တော့တကယ်ယုံတည်ပြီးတော့ပူဇော်မယ်ဆိုရင်တော့မခိုင်းရဘူးပေါ့နော်ဘုန်းကြီးကသူ့တောင်သူလုပ်သွားလိမ့်မယ်ပေါ့ယုံတည်လေးပူဇော်ပေါ့ဘုန်းတော်ဒီကြီးတယောက်ဆိုရင်ရောင်နေတော့ချမ်းသာတာသူကမခိုင်းဘူးဘုန်းကြီးကိုသူကချစ်လို့ပူဇော်တာဘုန်းကြီးကောင်းစားအောင်လို့မပြီးလည်းမပြီးဘူးသူကကြားပဲဖုံးမှမပါဘူးသူကကြားဝအောင်ကြားပြီလို့အဲကြားပြီးသဘောလေးပြည့်ပြီးတော့သူကပုံကြီးအိုက်တယ်တချင်းမချွန်နဲ့ကြမ်းပေးကိုပထင်းဆိုပြန်မလို့ချင်းသူကပြန်သူတတ်နံနဲ့အပြေသမားကြီးချမ်းသာပါပေးလည်းမယူဘူးအနေကင်းပါခင်ဟုတ်ပါလားအသုံးမချဘူးဘုန်းကြီးတွေကကိုယ်ပိုင်လုပ်ငန်းနဲ့ချမ်းသာတယ်ဩဇာရှိမှရှိအသုံးမချတာဘူးဟုတ်ပါလားအခုကမဟုတ်အသုံးချပါစဉ်းစားနေတာတရားစဉ်းစားနော်ကုလိုပညာနော်တတ်တယ်လားအဲ့တော့အဲ့ဒီစကားကိုသိတော့ဟာဆရာတယောက်ချိုးရွှေလို့မှာသူကကြောက်ဆရာဖြစ်တော့ပြီးတော့သိပြီဗျာတဲ့ပြီးတော့လည်းအသုံးချတာပါလို့ကျောင်းဆရာဆိုမဲ့လက်ကစားတဲ့ပြီးဟမ်းမကြဘူးတဲ့ပြီးပြင်တော့မယ်ဆိုဖျောက်သူတတ်နာပူဇော်တော့လားဘုန်းကြီးလည်းပြနာပူဇော်တော့လားနောက်တော့ပြဒနာပေါ်ပြီးအလုပ်ထွက်လိုက်ရတယ်လုပ်ထွက်ပြီးတော့မှနေပြောင်းသွားပြီးတနေရာကျမှသူကအိမ်တိုင်းဖွင့်တော့ထချမ်းသာတော့မှဘုန်းပြန်ပြင်တယ်ဘုန်းကြီးတဲ့ဟုတ်တယ်တဲ့ဟုတ်တယ်ဆိုလို့ဘုန်းကမော့ကြည့်နေရတယ်သူများအခုတော့ကိုယ်ပိုင်လုပ်ငန်းနေတဲ့ကိုယ်အထက်တူမရှိတော့ဘူးဟုတ်တဲ့ဆိုတော့ရိုသေးတော့လက်ကစားပြုတ်ထွက်သွားပြီးတော့ချက်တည်းသွားဖြစ်နေချမ်းသာနေတာတက်ပြောင်းသွားတာနော်တော့ပေါ့လေကိုလေးဘုလို့ပြောတာဒီပြီးတော့နောက်တော့ကြာသွားပြီတဲ့ကွလက်ကစားပြုတ်သွားတာပြုတ်တာနောက်ကျသွားတယ်ရိုသေးတော့မြင့်သွားတာပေါ့နောက်ဘုန်းတို့ဒီလေးတွေရှိသေးတယ်အရန်ဆင်းရဲတော့သူများကဝှစ်လျှော်ရတာဝှစ်လျှော်ပြီးနေနေသူကစိတ်ကူးပေါက်ပြီးတော့သပင်ဖြတ်ပြီးတော့လူမှန်ပေါ့ပတ်စံမရှိတော့အဲ့ဒါသင်္ကန်းဝယ်ပြီးတော့သင်္ကန်းကတ်တာကြည့်လိုက်တော့နေတဲ့အားမို့စိနာတန်အားကြီးတော့ဘုန်းကြီးကကြည့်ပြီးတော့သူပြုံးပြီးတော့ပြောမိတာရိုတင်လို့အားကြီးတော့နင်းတော့ဥစ္စာလည်းပြုတ်တော့မယ်ဆိုတော့ဘုန်းကဒီလိုကလေးရှိတာပြုတ်တော့မလားဤပြုတ်မှာသူပြီးနေပြုတ်မှာဆိုတော့ဘာမဖြစ်နေတာဘာလို့ဟောတီးမိတာရိုတင်လို့အားကြီးတော့သူများအောက်မရှိဘူးလေတက်ကပြောင်းသွားတာဟုတ်အဲ့ဒီသွားတော့အလို့ရှိရင်မောင်းထုတ်တယ်နင်းမလို့ချင်ဘူးလေအလုပ်ပြုတ်လာခဲ့ဘုန်းပြုတ်လာခဲ့ပြီနဲ့အေးနေကောင်းတော့မှာဆိုကိုယ်ရတယ်တော့ကိုယ်ပိုင်လုပ်ငန်းနဲ့ချမ်းသာတယ်ပြန်ပြီးတော့ပြည်နေသွားတယ်တော့ကိုယ်ပိုင်လုပ်ငန်းဖြစ်သွားတယ်ကိုယ်ရတယ်နေနဲ့တယောက်ကမနေရဘူးဗျာဟုတ်ပေါ့လားတပိကြအိုက်တယ်မဲ့သူလည်းပဲသူကအဝတ်လျှော်တာပဲ၃အိမ်လုံးရှိတာသူလည်းတော့သရင်ဖြတ်ပြီးသူမဆိုပြီးတော့တင်ကဝယ်ပြီးတော့နေဝယ်ပြီးပြီလားဝယ်ပြီးပြီဗျာဒီစင်နာပြည့်သွားပြီးတော့အောင်ပြီးတော့နေလည်းပဲအလုပ်ပြုတ်တော့မလားဖော်မလုပ်ပါနဲ့အဟုတ်ပြောရတာနေပြုတ်မှဆိုလုံးနေသွားတော့၃အိမ်ကမောင်းထုတ်တယ်သူမခံဘူးအဲ့တော့အေးဆေးပဲတဏ္ဍရှင်ရလုပ်ရတယ်ဗျာအဲ့တော့ဒီတက်ပြောင်းသွားတာကိုတော့ပေါ်ရလားအဲ့တော့ယူတည်လို့ရှိရင်မှတာအပေါ်ကပဲနေအောက်ကမနေရဘူးဒါဖះဟောပြီးသားနော်ဖះရှင်ကြတော့တဲ့တတိပြပြီးနားမယ်နော်ပြန်မှန်းကြပြီ
အရမောင်းတောင်မှဘုရားရှင်မော့မကြည့်ရဘူးတဲ့ဘုရားရဲ့မျက်နှာပုဂ္ဂိုလ်မရှိဘူးဘုရားမော့လို့မကြည့်ရဘူးလေနော်ဘုရားရက်တော်ကြောင့်ဆွဲတော်လာတော့လာမေးကြတယ်ဘုရားမဖြေရဘူးဟုတ်တော့ကျမ်းမှာပါလို့ပုံသားတယောက်ကလည်းဘုရားရက်တိုင်းထားမယ်ဆိုပြီးတော့သူကမယောင်မလင်းနဲ့ပေါ့နော်ရွာထိပ်မှာဝလုံးလေးထောင်ထားတယ်ငါးပြည်သားသားလို့အောက်မေလို့ပေါ့ထောင်ထားတယ်နားကြတော့ဘုရားရက်တော်ကညင့်သွားပြန်တော့သူအံ့ဩပါတယ်ကထထောင်တာနောက်ဆိုဝါရပြန်ပြီးတော့ဘုရားအနီတော်ပဲကြော်ကြော်သွားတော့တိုင်းလို့မရဘူးရက်တော့တိုင်းရင်တိုင်းလို့ကိုမရအတုလားတိုင်းလို့မရတာဘူးအဆန်းဖြစ်တာနော်တောင်းဘုန်းကြီးဘုရားရက်မပြောရဲဘူးနော်အဲ့တော့ဘာကြောင့်လဲမေးတော့တဲ့မှတ်တာနော်ငါဘုရားကတဲ့တူတဲ့အခါမှာမော့တာတူလားတဲ့တရားမှန်တော့လူကပုဂ္ဂိုလ်ခြေတုပ်တယ်အမြင့်မတေးမော့ပြီးတော့အယုတည်းတူတာတဲ့လို့အေးအောင်မလေးမစပွားတူတာမရှိဘူးတဲ့ဟုတ်ပေါ့လားအဲ့တတ္တိတွေပါတော့ကြောင့်ဘုရားဖြစ်တဲ့အခါမှာဘုရားသူမဟုတ်ကိုမကြည့်ရဘူးဓာတ်ကိုပါသွားတာဓမ္မကြီးတွေဘလောက်ကြီးဖျားနေကြသေးပါလားဘုရားကြီးတာပဲသူဉာဏ်ကြီးဆိုလို့ရှိရင်တဲ့ပင်နေတဲ့ဆင်းရင်ချင်းချင်းလောက်ပြင်ပြတယ်မနန်ကြီးလို့ဘုရားလူလေးငါရှိပူဇော်ခက်လိုက်တာတော့အတွေးချော်ပြီးတော့မသွားဘူးဘုရားနာသွားတော့သွားခြင်းတယ်တော်ဗြဟ္မာကြီးရဲ့ဆက်သွားလို့ဆိုတော့အံ့ဩလို့ငါသွားမယ်လေဖူးလိုက်အောင်မယ်ဆိုစိတ်ကူးတဲ့အချိန်မှာဘုရားတည်တယ်တဲ့အနန္ဒာတဲ့သူ့မနာကြောင့်ရေညောင်ဆောင်ထုံးတဲ့ဘုရားထိုင်ရဲဆိုတဲ့သူထင်မှန်းမှဆိုလို့တုံးလဲတဲ့ဘုရားစောင့်တာအနေဆရာတော်ကအဟောကောင်းတာနားကြလဲကြောက်တောင်းကြီးလို့ဖြစ်နေတာဘုရားကိုတော့ကြည့်လိုက်တော့မြင့်တော့မော့ဖူးနေရတာတဲ့သူတော့ဘုံတော်ပေါ့နော်ဒါကန်းဆိုယူသေးတဲ့ခံယူသေးပြီးတော့မော့ပြီးတော့အလှူခံပုဂ္ဂိုလ်တကယ်ချစ်တဲ့စိတ်နဲ့တော့မော့တာဟုတ်ပေါ့လားပြောတော့မော့ပြီးတော့ယူသေးသေးပေးရတာအဲ့ကံတတ္တိကဘယ်တော့မှအစနဲ့မနေဘူးအပေါ်ပဲရောက်တာပဲဟုတ်ပါပြီလားအဲ့တော့အလှူခံပုဂ္ဂိုလ်ပြန်အသုံးချဖို့လေလို့ဆိုရင်ကောင်းပါမလားမလုပ်ပါဘူးနော်တော့ပေါ့လားတဏ္ဍာလေးတွားကြနဲ့လည်းအစိမ့်မြင်ရင်အဲ့လိုတွားရမှာနော်ဘုရားလည်းပဲတကယ်ယူသေးမှာအသုံးမချနဲ့ဘုရားကမှဘာမှဓာတ်တွေပဲမစင်းနဲ့မရှုပ်နဲ့တော့ပေါ့လားတဏ္ဍာလေးတွားတန်တောင်မှာဘာပန်းညာဘက်မှာလုပ်နေနေနော်ရှိနေတယ်နော်ဘယ်နေ့ဘာပန်းထူမှပါသေးတယ်အစုံမဲ့အဆောင်တော်မှာဘာဆောင်မှပါသေးတယ်နော်ဘာသာဘာယုတ်ထုဆောင်ပါမလုပ်ကြနဲ့အဲ့ဒါတွေတော့ပေါ့လားဒီမျက်စိတွေလည်းနော်ရှင်လေးရှင်မြတ်ကြီးတော့ကောင်းမနေရဘူးနော်ရှင်လေးပေါ်ရောက်လို့ရောက်ဆင်ပေါ်ရောက်လို့ရောက်ထူတာတော့တက်စင်တာတဲ့တက်ပေါ်ကျင်တော့အဲ့ဒါမဟုတ်ဘူးနော်ပညာနဲ့လားအတုံးချောင်မစင်စားပါနဲ့ဒီနဲ့တန်တန်နဲ့ပြီးပြတဲ့ပီတိကိုစားနိုင်ရင်စွမ်းဝင်ဆွဲလိုက်ရပြီလို့မှတ်ကြ။နိုင်ပြီလား။ဒါမှမဟုတ်တောင်တန်းဆရာဘုရားကြီးကဒါကိုမြင်သွားတာနော်။ဒီလိုဆုံးပါတယ်တဲ့။စေနာကောင်းရင်ကံကောင်းမယ်။အကျိုးပေးလည်းကောင်းမယ်။စေနာညံ့ရင်ကံညံ့မယ်အကျိုးပေးလည်းညံ့မယ်။စေနာဖြောင့်ရင်ကံဖြောင့်တယ်အကျိုးပေးဖြောင့်မယ်။စေနာကောက်ရင်လည်းကံကောက်တယ်အကျိုးပေးကောက်မှာပဲ။စေနာမြင့်မြတ်ရင်ကံလည်းမြင့်မြတ်တယ်အကျိုးပေးလည်းမြင့်မြတ်မှာပဲ။တတ္တိမြင့်မြတ်တာအောင်နော်။စေနာယုံညံ့ရင်လည်းပဲကံယုံညံ့တယ်အကျိုးပေးလည်းယုံညံ့မှာပဲတဲ့စေနာဆိုတဲ့ဒီကံကိုတဲ့ဒီရှင်ဟုံနေတော့တတ်တည်တယ်နော်တကယ်သဘောပေါက်ရင်တဲ့ကိုယ့်ဘောကိုကြိုက်တယ်လို့ဖန်ဆင်းလို့ရတယ်ဖန်ဆင်းတဲ့ဖြစ်ဆိုတာဒီစေနာကိုပြောတာကံကိုပြောတာပဲသိတယ်မလားကြိုက်တယ်ဖန်ဆင်းလို့ရတယ်နော်ကြိုက်တယ်လို့လုပ်လို့ရတယ်ဘုန်းကြီးတို့ဒီတဲ့ဘုံကြောင့်လုပ်လို့ရတယ်ဘုရားကိုတကယ်အောင်ယူပြီးတော့အသက်ပေးပူဇော်တာအကျင့်များများပူဇော်ရင်ဒီတဲ့အများကြီးပုံကြီးတယ်ဟုတ်ပါလားဒါမလို့ဘုန်းကြီးကလျှော့ထားတာဒါဘုန်းကြီးနဲ့အနေကြမှာဆိုလို့ဘုရားပူဇော်တာနဲ့လျှော့ပြီးတော့တရားပဲပူဟောပေးတယ်တော်တော်ဟုတ်လို့လားမကြခင်ဒီကလာပိုင်းကတော့ဘုရားကိုကြည်ညိုလို့အဲ့တော့ပူဇော်မိတာများသွားတာပေါ့များတော့လူကြီးပိုင်းနဲ့ဆက်တယ်ပြီးတော့စွန့်တန်လေးလူဘက်မှာဥဒိဥလို့မထင်ခင်ရပါတော့သူတို့ကိုယ်တိုင်ခါတက်ရိုက်သွားကျောင်းလေး၃ကျောင်းကျန်တာကိုသူကဒီမှာလာပြီးတော့ရှိရဆရာလေးတစ်ပါးလည်းအိုရာနဲ့စီစဉ်မရှိတော့ဟာဟောရတယ်ခက်ခဲတော့ဖုန်းကိုလွှဲချလိုက်တော့ဖုန်းကလည်းတရားပေးရတယ်ဘာရောက်တာဒီဗီနဲ့ပါလို့ပါနဲ့ရှုပ်ကုန်တော့ကြည့်လိုက်ကြဩငါဘုရားပူဇော်တာများသွားတာဟုတ်များသွားရင်အလုပ်ကရှုပ်ကုန်အဲ့တော့နည်းနည်းလျှော့ပြီးတော့ဒီဘက်ကတရားဟောလည်းပဲပြန်နှိပ်ရတယ်ဆိုတော့ဘုရားများပူဇော်ရင်မြန်ပုံကြီးတာပဲသတ်ဖို့တယ်နော်စေနာတကယ်တန်တော့ပုံကြီးတယ်ဒါခက်ကုန်မခက်တာနော်အဲ့ကြိတ်လို့ဖန်ဆင်းလို့ရတယ်အတိုးရောက်ကုန်ရတယ်သတ်ဖို့လားနားလည်လို့ရှိရင်ကြိတ်လို့ဖန်ဆင်းနိုင်ပါတယ်ဟုတ်ပြီနော်အခုငွေလိုကျင်ရတယ်မလားအေးပတိတရားဟောရတာတိတ်တော့မကောင်းဘူးအခုအထုခန္ဓာကြငွေများများသူပါမှာတော့မဟုတ်လို့နော်တွေ့တဲ့ခါလဲတကယ်ပြောရမှာနော်ဘာသုံးဖြစ်တယ်ဆိုလိုက်မကြည့်ရဘူးနော်တော့ပေါ့လားတဏ္ဍာန်လေးပြောရမှာတော့ပေါ့ကြလားစိတ်နဲ့ဖြတ်ပြရတာနော်ဒီမိဘဆရာသမားရှိကြိုးစားနော်အမေဖေဆိုရင်တော့ဒါမြတ်သောအထုခံကြီးတွေပဲဘုန်းကြီးတို့ကမဟုတ်ဘူးနော်တို့ရင်တစ်ခုနဲ့6ထီနဲ့ယူသေးပြီးတော့ပြောရအမေဘာလို့ပြပြနော်ဆင်းရဲတဲ့ပုဂ္ဂိုလ်ပေးတယ်ပေးပါစေဘာလို့ပြပြရ
ရမတွေ့နဲ့နော်သုံးပေါ့လားပြောရမှာအဲဆိုရင်ကိုမစွမ်းဝင်သွားပြီတွင်ဖြင့်ဝင်နဲ့ပတ်သက်တာမပူရတော့ဘူးစိတ်ကညှို့တိုင်းရလိမ့်မယ်အဲ့ဒါရရလားရမယ်နော်ကဲလက်ဥချီကြတာနားအောင်နော်နေရတရားနဲ့ပေါင်းထားနော်ကုသိုလ်မျိုးတွေစိုက်ပြီးတော့ကဲစဉ်းစားကျန်တဲ့ချိန်တွေမှာဒီလားပြက်ပြီးဒေါသဖြစ်နေမယ်တိုက်ခိုက်နေမယ်ဆိုရင်ဒီကုသိုလ်ကျိုးပေးပါမလားမပေးဘူးနော်ဒါလည်းမှတ်ထားအောင်နော်ကုသိုလ်မျိုးတွေချပြီးတော့လေဒီလားပြက်သွားလို့ရှိရင်အပူဓာတ်ထွက်ရင်ဒီကုသိုလ်အကျိုးပေးကိုရပါမလားမရပြက်တတ်တယ်ဒီထားနော်မမေ့နဲ့နော်အဲ့ဆိုချနော်စေနာကောင်းရင်ကံကောင်းလို့ဘဝအကျိုးပေးကောင်းမယ်စေနာညံ့ရင်ကံညံ့လို့ဘဝအကျိုးပေးညံ့မယ်စေနာဖြောက်ရင်ကံဖြောက်လို့ဘဝအကျိုးပေးဖြောက်မယ်စေနာကောက်ွေရင်ကံကောက်ွေလို့ဘဝအကျိုးပေးကောက်ွေမယ်စေနာယုံညံ့ရင်ကံယုံညံ့လို့ဘဝအကျိုးပေးယုံညံ့မယ်စေနာမြင့်မြတ်ရင်ကံမြင့်မြတ်လို့ဘဝအကျိုးပေးမြင့်မြတ်မယ်စေနာတည်းဟူသောကံကိုကောင်းစွာနားလေသဘောပေါက်ပါကမိမိဘဝကိုကြိုက်တယ်လို့ဖန်ဆင်း၍နေနိုင်ကြပါသည်ဒီကဲ့သို့ဘုရားရှင်ဟောကြားဆုံးမတော်မူတဲ့အတိုင်းကမ္မတက္ကသမာဓိရှိအမြင်မှန်အားလုံးမှာရှိကြပါစေသူအမြင်မှန်ဖြင့်ပြီးပေါချမ်းသာအောင်တိုးတက်အောင်မြင်အောင်ထိန်းကျောင်းနိုင်ကြပြီးနှင့်အစဉ်တန်မြင့်တယ်မြင့်တို့ရုပ်ရည်တွေစိတ်ရည်တွေအားကောင်းတဲ့ကောင်းကမဲ့ရန်ဖုံရောင်လက်လန်းမိနိုင်ကြပါစေဒီဌာနကစသွားတာနော်အစဉ်မြင့်တယ်မြင့်ပြီးတော့ဖွဲ့စည်းပုံကောင်းတဲ့ကောင်းတော့မှမဲ့ရန်ဖုံရောင်ဆောင်းနိုင်မှာနော်ဒါအစဉ်တက်မှာဌာနကနိဗ္ဗာန်လမ်းကြောင်းပဲလို့သိထားနော်အဆုံးပဲမဲ့ရန်ဖုံရောင်အဆုံးဖြစ်တဲ့အရဟတဖို့တိုင်ပေါင်းမြောက်ပြီးတဏှာစပြီးပြခါခန္ဓာစသိငြိမ်းနိုင်ကြပါစေကဲပြီးဘုရားပူဇော်ပြီးတော့အမြတ်ဝေကြမယ်နော်ဘုရားရှင်ကိုပို့ပြီးတော့ပူဇော်တဲ့အခါမှာအေးတဲ့စိတ်ထွက်လာအောင်ပေါ့နော်ငါးမှန်အောင်မြင်ဘုရားကုံခိကျူအောင်နော်ခိကျူရင်တူတော်ကျိုးပြီတဲ့ကိုမှလည်းမန်းနေအောင်မယ်ဒီဒါရေးစင်းရဲတဲ့ဘဝရောက်နိုင်မယ်နော်ကဲပူဇော်ရအောင်ဆိုကြပါငါးမှန်အောင်မြင်ဘုရားရှင်ကိုဤလင်းမြတ်လို့ရှိခိုးပါဤဘုရားငါးမှန်အောင်မြင်ဘုရားရှင်ကိုဤလင်းမြတ်လို့ရှိခိုးပါဤဘုရားကိလေသာကင်းစင်ဣစ္ဆာတိနိဣစ္ဆာတိနိအနန္တကိုဣ
ဆိုကြအောင်နော်ဣမာယသမနုသမပတိပတ္တိယမဲ့လေးရန်ကိုလေးရန်နိဗ္ဗာန်ဤဟူသောဤလောကုတ္တရာတရားကိုယ်ပါအားလျော်သောကျင့်ဝတ်ပฏิပတ်ဖြင့်ဗုဒ္ဓံမြတ်စွာဘုရားကိုဓမ္မံတရားတော်မြတ်ကိုသံဃံသံဃာတော်မြတ်ကိုပူဇေမိပူဇော်ပါ၏အရှင်ဘုရားဒီပြုမြအမြောက်ပါနော်မျိုးရင်မှာဝန္တာပိတိဖြစ်ကြအောင်စွန်းမှာဒီနေ့လူရဲ့လူချင်းကတော့ဘုရားကြောင့်မှာတင်းသုံးပါတဲ့ဆရာတော်ဘုန်းတော်ကြီးဥနန္တော်တဲ့ဥနန္တော်ရဲ့တာလီဖြစ်ကြတဲ့တခိုင်ဥဇော်ဝင်းအမိတ်တော်ခင်စောမိသားစုများကအာရုံလှူဒါန်းတာဖြစ်ပါတယ်။နေသွန်းတဲ့ဒါအတွက်ကလည်းပဲဘုရားကြောင့်တခိုင်ဥတင်သူသုံးတဲ့ဝမိသားစုဒါတမီတော်လှူဒါန်းတာဖြစ်ပါတယ်။ဒီကုသိုလ်ကိုအာရုံတော်ပုဂ္ဂိုလ်များလည်းပဲဒါတို့ခေါ်နိုင်ရအမြဝေကောစုပေါင်းဝေကြရအောင်နော်။အားလုံးပဲတူတူဆိုကြအောင်ဤတို့ပြဆိုကြအောင်နော်။ဤတို့ပြုရမြတ်ဘုရားရာဆံမြတ်ဤတိဒေမေမိတိဤတိထုတ်ချလမ်းမကောက်ဖေရောက်ရပါလို့ထုထုဘဝယင်းဤရလေဒုက္ခဘေးရန်ယမအကောင်းမှုနဲ့မြတ်မတွေ့ရပဲသဗ္ဗအိဋ္ဌာမင်္ဂလာကိုရွယ်ယနေ့ယခုပြုသည်မြတ်မြတ်ဘာသာကိုမိဘဆရာမျိုးတဟာနှင့်ကိုမစောင့်ပြကိုဆောင်နကအရင်စာ၍ရှိသည်မြလုံးစုံဘုံ30တိဖြစ်ဖြစ်သည်မြတ်ဝေနေရသူရကြပါစေဘေးမြဝေသည်ညာတွေတာတုတော်စီတော်မတုံတဲ့ဤနိဗ္ဗာန်သူသီလာသူနဲ့တတိအမှု၌ဒီပါစီတော်ကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာကုသိုလ်အမြတ်ယူတော်မူ